Okay, credential new mama range on the the Wealth Maker Academy ပေါ့နော်ဆရာကြီးတယောက်ဒီဆရာဇလင်းအောင်ကျွန်တော်တို့ကြည့်မှဖြစ်ပါတယ်ဒီဗီဒီယိုတစ်ခုဒီဆရာတွေကလေဖခင်တခင်တုံးပြုတဲ့ဆရာတွေမဟုတ်ဒီလိုမျိုး reaction လုပ်ပေးတဲ့အချိန်မှာလေဟာတလိုမျိုးဖြစ်သွားတယ်ဒီလိုမျိုးလူတွေကဆရာဒီခရိယန်တိုင်းဝမ်မှာဆရာခေါ်တဲ့လူတွေမဟုတ်ဘူးတကယ်ကျမ်းစာကြည့်လိုက်မယ်ဆိုတော့ပြီးလို့ဆိုတော့ဖခင်ရဲ့စကားကိုလွယ်လွယ်သုံးတယ်ဖခင်နာမကိုလွယ်လွယ်သုံးတယ်နော် blaspheming တူပဲဒါဒီမကောင်းတဲ့စကားတွေပြောတိုင်းမှာပဲမကောင်းတဲ့စကားတွေ F တွေ S တွေအဲ့ဒီစကားတွေသုံးမှာပဲဖခင်နာမကိုရှုတ်ချတယ်ပါညာ blaspheme ဖြစ်တယ်ပါညာ curse ဖြစ်တယ်ပါညာ curse ဖြစ်တယ်ပါညာမဟုတ်ဘူးနော်ဖခင်ရဲ့နာမကိုအလွယ်သုံးတာဖခင်ရဲ့စကားကိုသူ့ context နဲ့မှာဖတ်ပေးနေကြံပိုက်လေးထဲပဲယူပြီးတော့နော်ကြံပိုက်လေးထဲပဲယူပြီးတော့အဲ့ဒီမတိုင်ခင်လာတဲ့ကြံပိုက်ပြီးရင်လာတဲ့ကြံပိုက်တွေကိုအဲ့ဒါတွေကိုအပထားလိုက်နော်သူတို့ယုံကြည်နေတဲ့အရာတွင်တင်ခြင်းရဲ့အရာကိုဒီအရာ support ပေးပါတယ်ဆိုတာကိုသူတို့က evidence ဒီလိုမျိုးဟွာဖို့တက်ပဲသူတို့အဲ့လာယူပြီးတော့ကြံပိုက်တစ်လေးတွေယူပြီးတော့တူလေးတွေယူပြီးတော့သူရဲ့ context နဲ့မဖတ်ပဲနဲ့လူတွေကိုရနေတဲ့နားတွေကိုအရန်ကုတ်ပေးနေတယ်ပေါ့နော်ဒီဆရာမျိုးဆရာဒေးဗစ်လာဆော်လင်းအောင် Joshua A သူတို့ဆရာကြီးတွေ Kenneth Copeland Jesse Duplantis Joel Osteen နော်အကုန်လုံးပဲTD Jake တို့နော် Michael Todd White အကုန်လုံးရှိတယ် Bill Johnson နော် Chris Valentin အကုန်လုံးပဲသူရှိတယ်မလဲ Jesse Duplantis Crafter Dollar Benny Hinn နော်သူတို့ဆရာကြီးတွေတာတွေနော်သူတို့တွေအကုန်လုံးအဲ့လိုပဲလှုပ်လာတာနော်ဒီကြံပိုက်တွေကိုလွယ်လွယ်ယူပြီးတော့လှုပ်ပေးနေနော်သူများတွေကိုချုပ်ဆရာတွေဆိုတော့ဆရာကောင်းနေဆိုတော့ဝိညာဉ်ရေးရာတိုးတက်ဖို့အတွက်ဘဝကိုဒီဖရားရဲ့လက်အောက်မှာကြည်ကြည်နက်နက်နဲ့ပါမဆိုပါပဲဖြစ်လာနေပြီစင်ရဲချမ်းသာနော်ဖျားနာသည်ဖြစ်စေအိုသည်ဖြစ်စေနာသည်ဖြစ်ပါစေနော်စင်ရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်ပါစေနော်ဖရားရဲ့လက်အောက်မှာကြည်ကြည်နက်နက်နဲ့နေသွားမှာပါဆိုပြီးတော့ဖရားရဲ့ကျေးဇူးတော်ကိုကောင်းကောင်းသိပြီးတော့ဘဝကိုကြည်ကြည်နက်နက်နဲ့နေဖို့အတွက်တင်တန်းလေးတွေဖွင့်ပေးပြီးတော့တကယ်ကျမ်းစာကိုသူ့ရဲ့စနစ်တကျတင်ပေးတဲ့အရာတွေကိုဖွင့်နေကြတယ်ဒါပေမဲ့ဒီလိုမျိုးဆရာတွေကဆော်လီအောင်တို့ Joshua A တို့ဒီ David La တို့ဆိုရင်တော့နော်ကျောင်းလေးတွေဖွင့်နေမဟုတ်ကတွေနော်သူစတော့ဒီမှာကြည့်ဆရာ David La ဆိုတော့ဟိုတခါပါလဲ business ကျောင်းဖွင့်နေဒီမှာတယောက်လာပြန်ပြီ business ကျောင်းဖွင့်ပြန်ဖခင်နာမကိုတုံးပြီးတော့နော်တိုးတက်တင်တယ်တော့အောင်မြင်တင်တယ်တော့သူတို့တွေကကျမ်းဖခင်ကိုသူတို့မကြောက်ဘူးအပြစ်ရှိခြင်းကြောင့်ကျမ်းပိုက်တွေယူလာတယ်ဆိုရင်လေကျွန်တော်တို့အပြစ်ရှိနေလို့မတိုးတက်ရတာမအောင်မြင်ရတာနော်စိတ်မပျော်ရွှင်ရတာအဲ့ဒါပဲနော်အပြစ်အကြောင်းကိုတော့မပြောတော့ဘူးနော်အဲ့လိုမျိုးယေရှုနာမအကြောင်းကိုပြောလာတယ်ဆိုရင်လေအဲ့ဒါပဲနော်ယေရှုနာမကလွဲလို့အောင်မြင်ခြင်းချမ်းသာခြင်းကြွယ်ဝခြင်းတခြားနည်းလမ်းမရှိဘူးအဲ့လိုမျိုးနော်ဦးစားပေးရလွဲတာဦးစားပေးရလွဲတမင်တက်လွဲတယ်အဲ့ဒါတော့မင်းတက်လွဲတာအနှစ်ပြည့်နှစ်ရှိလာပြီသူတို့တွေကစောင်းလင်းအောင်ဆိုရင်လဲသူ့အဖေကအမှုတော်ဆောင်တယောက်နော်စစ်စင်ရဲနဲ့အဖေကမှုတော်ဆောင်လာတယ်တဲ့ကျွန်တော်တို့အဲ့လိုမဖြစ်ရဘူးတဲ့ကြွဝမှာချမ်းသာနဲ့မှုတော်ဆောင်ရမယ်တဲ့ကျွန်တော်တို့ဖခင်ကချမ်းသာတယ်ကြီးစိန်ရှိတယ်ဆိုတော့ကျွန်တော်တို့ဘာဖြစ်လို့ကျွန်တော်တို့ဒီသူနောက်လိုက်လူဒီစင်ရဲနေရမှာလဲဘာညာအဲ့ဒီအတွေးခေါ်တယ်နော်လောကလူတွေနောက်ကိုလောကလူတွေလိုက်နေတဲ့နောက်ကိုသူကလိုက်ခိုင်းနေနော်အဲ့လိုမျိုးဘာဖြစ်ကျွန်တော်တို့ကြည့်ရအောင်နော်သူဘာပြောသွားမလဲပေါ့နော်where is it အားလုံးပဲမင်္ဂလာပါဟုတ်14ရက်နေ့ February မှာ Miss တင်တဲ့တိုင်းကျွန်တော်တို့ဖွင့်နေကြ Wealth Maker Academy ကိုစတင်ဖွင့်တော့မှာဖြစ်ပါတယ်။ကဘာရဲမှာရှိကြတဲ့နှစ်တစ်တိုင်းဖွင့်နေကြဟုတ်လားဖျားတခင်ကောင်းချီးပေးနေတဲ့သူတွေများစွာဒီတင်နန်းအဖြစ်ကောင်းချီးဖြစ်ခဲ့တာဖြစ်တယ်။ကျော်ဒီနေ့2025အတွက်လည်း so ဒီလိုမျိုးနှစ်တစ်မှာ
man လို့ wealth maker ဆိုတော့ academy လေးတွေဖွင့်နေတာเนาะအဲ့ဒီအားနဲ့အမြဲတမ်းအဲ့ဒီအားနဲ့မြောက်များစွာကောင်းကြီးရလာတယ်ဟာလေတိုးတက်လာပတ်စံတိုးလာတာပေါ့ဝိညာဉ်ရေးရမဟုတ်ဘူးပေါ့เนาะတက်ပေါ့ ဒီ14ရက်နေ့မှာကျွန်တော် wealth maker အကြောင်းဖွင့်တယ်မှာဖြစ်ပါတယ်ဒီချိန်မှာစီးပွားရေးလုပ်တဲ့အခါမှာအတွေ့အကြုံနဲ့လောကကလာတဲ့ ဒါပဲလောကတွေထဲအောင်မြင်ရမယ်ဒေးဗစ်လာတော့ဗောနော်လောကလူတွေကတဲ့ပိုကားစီးနေရင်တဲ့ကျွန်တော်ဖះသားသူစီးတဲ့ကားထက်ပိုတာတဲ့ကားစီးရမယ်ဖះမသိတဲ့ဟိုတယောက်က Toyota စီးနေကျွန်တော် Mercedes စီးနေရမယ်ဟိုတယောက် Mercedes စီးလာရင်ကျွန်တော် Bugatti စီးနေရမယ်လိုမျိုးနော်ဟိုတယောက်မယုံကြည်တဲ့လူကပါလေကောင်းတဲ့ NG ဝတ်လာလို့ဆိုတော့သူ့တက်တာတဲ့ NG ကိုကျွန်တော်ဝတ်နေရမယ်ကျွန်တော်တို့ဖះသားသမီးတွေဝတ်နိုင်ရမယ်အဲ့လိုမျိုးပေါ့နော်လောကလူတွေကတဲ့လောကညံနဲ့ပဲလောကစီးပွားရေးcurriculum တွေနဲ့ပဲအဲ့ဓာတွေနဲ့အောင်မြင်နေကြတယ်ပေါ့နော်ကျွန်တော်တို့ဖះသားသမီးတွေကတဲ့အဲ့ဓာတွေနဲ့မလုံလောက်ဘူးတဲ့အဲ့ဓာတွေနဲ့မလုံလောက်ဘူးတဲ့တို့တဲ့ပိုပြီးချမ်းသာနေတိုးတက်နေရမယ်အဲ့ဒါကြောင့်တဲ့ wealth maker academy တွေဖွင့်ပေးနေတာတန်ရှင်တော်ဝိညာဉ်တော်ဆီကနေလာတဲ့ curriculum တွေလာတဲ့ဉာဏ်ပညာတွေပေါ့နော်လဲတုံးပြီးတော့ပတ်စံလောကလူတွေထက်သူတို့ရှာနေတဲ့နီလန်ကမမမှုတဲ့နော်မကျွန်တော်တို့ကယေရှုနာမသုံးပြီးတော့ကျမ်းစာသုံးပြီးတော့တန်ရှင်တော်ဝိညာဉ်တော်သုံးပြီးတော့ဇီပွားရေးလုပ်မယ်အဲ့ဒါပါပဲ essentially that's what it is နော်ပညာလောကရဲ့သင်ခန်းစာတွေနဲ့ပဲလုံးလို့မရတော့see အဲ့ဒီအရာတွေကကျွန်တော်တို့ကိုကြွယ်ဝခြင်းပြီးမှာမဟုတ်ဘူးဒီနေ့လောကကြီးထဲမှာကြွယ်ဝခြင်းရဖို့အောင်မြင်ခြင်းရဖို့ဘုရားသခင်ကြီးမားစွာအသုံးပြုဖို့အတွက်တန်ရှင်တော်ဝိညာဉ်တော်ပိတ်သိလိုအပ်ပါတယ် Hey you pagans out there come here come receive the Holy Spirit nah you don't need to waste a lot of money going to the business school come over here Yeshua lekhan business ကြောင်းနေပတ်စံများရေးပေးတက်ဆရာမလို့ဝဲလာကြမယုံကြည်သူတွေလာကြနော်အဲ့လောက်နေအေးပြက်ခံပြီးတော့နော် business school တွေပတ်စံခံအချိန်ခံပြီးတော့အချိန်ကုန်ခံပြီးတော့ business school တွေနော်တက်နေကြတာလာကြဒီမှာယေရှုလာလက်ခံကြတန်ရှင်တော်ဝိညာဉ်တော်ကကုံလုံးထဲပေးမယ်နော်ဒီတက်မှာကပိုတိုးတက်မယ်လာကြအဲ့လိုတွားပြောလိုက်လေတာဆိုတော့လမ်းဘေးတွေမှာတွားပြီးတော့အဲ့ဒါပဲတွားကြော်ညာလိုက်လေလာကြယေရှုလာလက်ခံကြအောင်မြင်ဖို့တိုးတက်ဖို့အချိန်မရှိတော့ဘူးဒေးဗစ်လာလို့ပေါ့ယေရှုကြွလာခါနီးပြီးညီဝန်မတွေအချိန်မရှိတော့ဘူးပါကျွန်တော်တို့ကယေရှုမှာ focus ရမယ်နော်ရှင်တော်ဝိညာဉ်တော်မှာ focus ရမယ်ဖခင်မှာ focus ရမယ်အချိန်မရှိတော့ဘူးနော်တိုးတက်တင်တယ်တိုးတက်ဖို့အောင်မြင်တင်တယ်အောင်မြင်ချမ်းသာတင်တယ်ချမ်းသာဖို့အချိန်မရှိတော့ဘူးကျွန်တော်တို့တိုးတက်ရမယ်အောင်မြင်ရမယ်အောင်မြင်ဖို့အချိန်ရောက်ပြီတိုးတက်ဖို့အချိန်ရောက်ပြီနော်ပတ်စံရဖို့အချိန်ရောက်ပြီပတ်စံဆိုတော့ချောအေးတော့ပေါ့ပတ်စံလာနော်တခါတည်းရောက်လာရအဲ့အချိန်တန်ပြီအဲ့လိုမျိုးအချိန်တန်ပြီနော်ကျွန်တော်တို့ဒီမီလီယံနယ်တွေရောက်ရှိမီလီယံနယ်တွေဖြစ်ဖို့အချိန်တန်ပြီအချိန်မရှိတော့ဘူးယေရှုကြွလာတော့မယ်ယေရှုမကြွလာခင်မှာကျွန်တော်တို့ဒီမြန်ဒီမှာကံကုန်ခံစားရအောင်မြန်ယေရှုကြွလာတဲ့အချိန်မှာနောက်ကျသွားမယ်ညီမတို့ကောင်းကင်မှာခံစား권မရှိဘူးကောင်းကင်မှာပတ်စံမရှိဘူးကားမရှိဘူးအိမ်မရှိဘူးဒီလိုမျိုးအိမ်တွေပေါ့နော်ကြီးမတွေပေါ့ဟွာတွေပေါ့နော်ဒါမျိုးကုံပြိုင်ဆိုင်ခြင်းတွေပါတယ်မရှိဘူးနော်ကုံပြိုင်လို့မရတော့ဘူးဒီမှာကျွန်တော်တို့အချိန်ရှိနေတော့မှပြိုင်ရအောင်လောကလူတွေကျွန်တော်တို့တွေပို့တိုးတက်အောင်မြင်ပြီးတော့လောက်ရအောင်နော်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးလုပ်ခြင်းအဖြစ်ကျွန်တော်မေးအောင်ကျွန်တော်မေးပြစေဒီလိုမျိုးကျွန်တော်တို့ခရိယန်ကအရင်တိုးတက်အောင်မြင်လို့နော်အရင်ကြီးပွားချမ်းသာလာတော့ဘယ်မယုံကြည်သူကအဲ့ခရိယန်စီကိုလာပြီးတော့ဟာခမရဘယ်လိုလဲကျွန်တော်နေညမပြတ်အောင်မြင်ခြင်းတိုးတက်ခြင်းကိုလိုက်ရှာနေတာခမရဘယ်လိုလဲထူးဆန်းပါလားဆိုပြီးတော့လာမေးပြီးတော့
ကျွန်တော်ယေရှုလက်ခံခြင်းနဲ့ဒါဆိုရင်တော့သူလာပြောဘူးလေဝိညာဉ်ရပိုင်းမှာပဲတင်ချင်းရတဲ့ဖက်ပိုင်းမှာပေါ့နော်သူမှအဲ့လိုတခါမှမရှိဘူးလာတယ်ဆိုရင်တော့မှကျွန်တော်တို့ရဲ့အောင်မြင်ခြင်းတိုးတက်ခြင်းเนาะကျမကျွေးဝချမ်းသာခြင်းအဲ့ဒါတွေကိုမယုံကြည်သူကမြင်ပြီးတော့ဟာဆိုပြီးတော့ကျွန်တော်တို့စီကိုလာပြီးတော့အကူအညီလာတောင်းတယ် advice တွေလာယူတယ်ဆိုရင်တော့မှเนาะနောက်ဆုံးသူတို့ရသွားတာပါလေဩခင်ဗျားတို့ကကျွန်တော်နှိမ့်ညမပြတ်လိုက်ရှာနေတာเนาะခင်ဗျားတို့ကဒီလွယ်လွယ်လေးနဲ့ပဲเนาะပြင်ပမခံဘူးယေရှုယုံလိုက်တာနဲ့ခင်ဗျားတို့ကအယံချမ်းသာကြွယ်ဝအောင်မြင်တယ်ဆိုတော့ဟာအဲ့လိုမျိုးခင်ဗျားတို့ယေရှုကအဲ့လိုမျိုးပေးနိုင်တယ်ခင်ဗျားတို့ဖခင်အဲ့လိုမျိုးပေးနိုင်တယ်ဆိုတော့ကျွန်တော်လည်းခရစ်ဝင်ခြင်းနဲ့ကွာအဲ့လိုမျိုးလေနော်ယေရှုလက်ခံခြင်းနဲ့ကွာအဲ့လိုမျိုးလေယေရှုလက်ခံပြီးတော့လဲကဲလက်ခံရုံနဲ့မကဘူးခင်ဗျာအလှူငွေပေးရမယ်ပါညာကောင်းကင်တကားဖွင့်ပြီးတော့ကောင်းကြီးကိုချပေးဖို့အတွက်အလှူငွေပါပေးရမယ်ပါညာအဲ့လောက်ဆရာတွေကို love gift တွေပါတွေပေါ့နော်ပေးရမယ်အဲ့လောက်ဘယ်နေဟင်းတော့1500နော်ခင်ဗျာကြီးမားတော့ miracle ရချင်တယ်ဆိုတော့ကြီးမားတော့ဗာလေအလှူငွေတွေမျိုးစိတ်တွေချရမယ်အဲ့လိုမျိုးပုံစံပေါ့နော်အဲ့လိုမျိုးလုံးနေတာဒါနော် a pyramid scheme နော်အဲ့ဒါခရီးမှာအဲ့လိုမျိုးတွေပဲလုတ်ပေးနေအဲ့လိုမျိုးတွေရှိလာနော် yeah အဲ့တန်ရှင်တော်ဝိညာဉ်တော်ဘိတ်တိတ်ကိုစီးပွားရေးသမားတွေဘယ်လိုရနိုင်မလဲဘယ်လိုဆက်ကပ်ရမလဲဘယ်လိုနှလုံးသားထားရမလဲဆိုတဲ့အရာတွေကိုဒီ Wealth Maker Academy ကနေသင်ကြားပေးမှာဖြစ်ပါတယ်ဘုရားသခင်အသုံးပြုတဲ့လက်တွေ့စီးပွားရေးမှာရောအမှုတော်တွေမှာရောအောင်မြင်တဲ့သူမြောက်များစွာလေပါဝင်ပြီးသင်ကြားပေးမှာဖြစ်ပါတယ်။ကျွန်တော်ညီကောင်မောင်နှမတွေကျွန်တော်အားပေးခြင်းတယ်။ကျွန်တော်ဒီအသက်တာထဲမှာဒီလိုအပ်တဲ့ဗိတ်သိက်လိုအပ်တဲ့ဝိညာဉ်တော်ရဲ့လမ်းပြခြင်းလိုအပ်တဲ့ဝိညာဉ်တော်ရဲ့နော်မဆာခြင်းကိုဒီသင်တန်းတက်ခြင်းအဖြစ်မိတ်ဆွေရမှာဖြစ်တဲ့ဒီသင်တန်းစင်အားဖြင့်လည်းများစွာသူတွေကောင်းကြီးရတယ်ဆိုတတိခံချက်တွေကျွန်တော်များများစွာရှိပါတယ်။ကြောင့်ချစ်တော်ညီကောင်မောင်နှမတွေကျွန်တော်ဖိတ်ခေါ်ခြင်းနဲ့14ရက်နေ့ free forum မှာစပါမယ်။စရင်သွင်းသားပြီးသားသူတွေလည်းမမိပါနဲ့မသွင်းရသေးတဲ့သူစရင်သွင်းပေးထားတယ်လို့မမိတ်ပါနဲ့ပြန်ဖြုတ်လိုက်ပါနော်မသွင်းသေးတဲ့လူတွေမသွင်းနဲ့တော့သွားအောင်မသွားနဲ့တော့နော်ချမ်းသာလာတယ်ထားလိုက်ပါတော့ဘယ်လိုချမ်းသာမှာလဲဒီသူကလောကစီးပွားရေး curriculum တွေပဲယူလာပြီးတော့တင်ပေးမှာနော်သူ့ကိုဘယ်လောက်ပေးထားလဲပတ်စံဒါပေမဲ့သူ့စီမှာတွားရင်တော့ပို့ပြီးတော့တက်တာမှထင်တယ်ပြောဆိုတော့ music ကောင်းတွေလည်းကြားရမယ် prison worship စိတ်ခံစားချက်အမျိုးမျိုးပေးမဲ့အချိန်တွေလည်းရမယ်เนาะဆိုတော့လေတန်ပါတယ်တွားပါဒါပေမဲ့ဝိညာဉ်ရေးရာကိုကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာကိုမြင့်မာပေးဖို့အစီအစဉ်ဒီလိုမျိုးဟာတွေနဲ့ဆိုတော့လုံးဝမရှိဘူးเนาะခဏနေကြရင်တဲပေါ်မှာဆောက်တဲ့အိမ်လိုပဲရိုင်းလဲသွားမယ်လေမုန်တိုင်းနေဘွားလေမုန်တိုင်းနေလာတဲ့အချိန်မှာပေါ့နော်အခုကတိတ်မဟုတ်သေးဘူးခဏနေကြတခြားနိုင်ငံတွေမှာဆိုတော့ persecution တွေကြုံနေရကျွန်တော်တို့ persecution တွေဘာမှမဟုတ်ဘူးကျွန်တော်တို့ဖုန်းနဲ့အလုပ်မလုပ်တာနဲ့ wifi နဲ့အလုပ်မလုပ်တာနဲ့ကျွန်တော်စိတ်ရှုံနေကြတာနော်တခြားနိုင်ငံတွေမှာကြည့်အောင်နော်အသက်နဲ့ပေးပြီးတော့ကိုခရစ်ယာန်ဝင်နေကြယေရှုလက်ခံနေကြတာနော်အဲဒါကြောင့်ဒီတကက်အဲ့လိုမျိုးအခြေအနေတွေကြုံလာတယ်ရှိလာတယ်ဆိုရင်တော့ကျွန်တော်တို့တွေကခံနိုင်မှာမဟုတ်ဘူးเนาะခံနိုင်မှာမဟုတ်ဘူးလုံးဝခံနိုင်ရှိမှာမဟုတ်ဘူးเนาะဘုရားကြောင့်တွားရင်နည်းနည်းပါးဟိုတယောက်နဲ့ဒီတယောက်မကြည်တာနဲ့အကြည်မကြည်တာနဲ့ဟိုတယောက်ကတက်တေးသွားခံသွားတာကိုယ်ဆောင်ပြောသွားတယ်လို့ပဲဆိုတာနဲ့ပဲဘုရားကြောင့်မတွားချင်တော့ဘူးဟွာဖြစ်နေတယ်ပါဖြစ်နေတယ်အဲ့လိုမျိုးမှစပေါ့နော်လုံးဝကလေးအရွယ်ကိုမကြော်နိုင်တော့ဘူးဝိညာဉ်ရေးရမှာသူတို့တွေပြောပေးခြင်းသူတို့တွေတွင်တင်နေတဲ့အရာတွေအားဖြင့်ပေါ့နော်ကျွန်တော်တို့လုံးဝလေဂျေနချင်းဘွားမှာနော်တိုးတက်ချင်းတကယ်ခရီးယန်တကယ်တိုးတက်ချင်းပေးနိုင်မှာမဟုတ်ဘူးနော်လောကလူတွေလိုက်ရှာနေတဲ့အရာတွေကိုနောက်ကိုပဲလိုက်ခိုင်းနေဒီဆရာတွေကနော်မတွားကြနဲ့ conference တွေမတွားကြနဲ့နော်လူငယ်တွေအတိကပေးဆောင်နေတာလူငယ်တွေကလူကြီးတွေဆိုတော့ဗာလဲ emotion နဲ့ပဲနော်တဲကွဲခြင်းပါခြင်းတွင်ကိုရုပ်ရည်ဆိုရင်လည်းသူတို့တွေကမချင်မနှက်မဖြစ်တော့ဘူးဒီတိုင်းပဲတေခါနီးပြီအဲ့ဒါတွေကသူတို့မစင်စားတော့ဒါပေမဲ့လူငယ်တွေဆိုပိုဆိုးတယ်လူငယ်တွေကကိုယ့်ရဲ့ရုပ်ရည်ကိုလည်း
ကိုရန် criticize လုပ်လို့နဲ့လူဒါမဟုတ်နော်ကိုရုပ်ရည်တွေမချင်တဲ့တူတွေကိုဘဝအသွားလာဖြစ်မှုတွေကိုမချင်တဲ့တူတွေတိုးတဲ့အောင်မြင်ခြင်းနဲ့သူများတွေထက်ပိုပြီးတော့နော်တိုးတဲ့ရှင်နဲ့အောင်မြင်ခြင်းနဲ့ဆိုတဲ့လူငယ်မှာအဲ့လိုမျိုးစိတ်ကပိုတန်တယ်နော်အဲ့လိုမျိုးဆိုတော့သူတို့တွေက music တွေနဲ့ပဲဖြစ်ဂျမ်ပိုက်ကိုယူလာပေးရဆိုရင်လည်းအမီးမဖြစ်စေဘူးကောင်းဖြစ်စေမဲ့ပါညာတော့တဲ့မောက်ပဲနဲ့အဲ့ဒါကသူ context နဲ့ဆိုရင် Israel လူတွေကိုဖျားတခင်ကပြောနေတဲ့အရာတွေနော်စာတန်လူယူပေးတဲ့စာတန်ခိုးယူပေးတဲ့အရာတွေကောင်းကြီးတွေကျွန်တော်တို့ပြန်ယူရအောင်ပါညာအဲ့ဒါတွေလေ Israel လူတွေကိုဖျားတခင်ကသူတို့ဖျားစကားနားမထောင်လို့သူတို့ကိုဒဏ်တက်လိုက်တာနော်အဲ့ဒီဘီယစိတ်မဟုတ်ပါဘူးနန်ကောင်းနေအကုန်လုံးယောဂါတွေပဲဖြစ်သူတို့ရဲ့ပြည်မှာပေါ့နော်အကုန်လုံးယောဂါတွေပဲဖြစ်နန်ကောင်းနေရပဲအစားလာစားကုန်အဲ့လိုမျိုးတွေအကုန်လုံးအစားခေါင်းပါသွားတဲ့အထီပေါ့နော်ဖျားခင်တို့ဒဏ်ပေးတာစာတန်လူယူပေးတာမဟုတ်ဝေတာတွေပြီးရနဲ့နောက်တစ်ခါဆိုတော့မောစီပြန်လွှတ်ပြီးတော့ကဲနောက်လူတွေကိုပြန်ပြောပါညာတို့ကျွန်တော်ကိုပြန်လက်ခံတယ်ကျွန်တော်စကားပြန်နားထောင်တယ်ဆိုရင်တော့ကျွန်တော်တို့ကိုနှဆပြန်ပေးမယ်ပါညာပေါ့နော်ဒီပျက်စီးသွားတဲ့အရာတွေကိုလည်းနှဆပြန်ပေးမယ်နော်အမီးမဖြစ်စေဘူးကောင်းဖြစ်စေမယ်nation တိုင်းနေမှာပေါ့နော်အဲ့လိုမျိုးတွေဘုရားခင်တို့ကိုဒါdescriptive တွေပဲ prescriptive မဟုတ်ဘူး prescribe လုပ်ပေးတာမဟုတ်ဘူး descriptive တွေပဲdescriptive တွေဘယ်လိုမျိုးလဲဆိုတော့ယေရှုရေပေါ်မှာလမ်းလျှောက်တယ်ကျွန်တော်တို့လျှောက်ဖို့မဟုတ်ဘူးသူဖခင်ဖြစ်လို့လျှောက်နိုင်တယ်အဲ့ဒီအချိန်မှာအဲ့လိုမျိုးဖြစ်တယ်ဆိုတော့ဒါပဲနော်အဲ့တော့မျိုးတွေကိုယူပြီးတော့အလွယ်တွေတုံးနေယေရှုရေပေါ်မှာလမ်းလျှောက်တဲ့ဟာကြတော့သူတို့ကမယူရဲဘူးဖြစ်လို့ဆိုတော့ဘသူလျှောက်မှာတော့သူတို့ကိုယ်တိုင်တော့မလျှောက်တာအဲ့လိုမျိုးပုံစံပေါ့နော်ဒါပေမဲ့ဟွာနဲ့ဒီအခုန descriptive ကြံပိုက်တွေပါပဲအခုနစာတိုင်းလူယူပေးတဲ့ခိုးယူပေးတဲ့အရာတွေကိုဘုရားသခင်ကပြန်ပေးမယ်ပါညာနှစ်ဆသုံးဆပြန်ပေးမယ်ပါညာကြံပိုက်တွေအလွယ်တွေယူပြီးတော့နော်မတုံးတဲ့နေရာတွေမှာရှောက်တုံးပြီးတော့လူတွေကိုမျောလင့်ချက်မားတွေအမားတွေမျောလင့်ချက်မားတွေရှောက်ပေးနေတာနော်အဲ့ဒီမှာဖြစ်လာတဲ့အချိန်ခါကြတော့နော်ကဲအခုယေရှုပဲလာမြင်းချင်တဲ့လူတွေတကယ်ပဲမယုံဘူးလာမြင်းချင်တဲ့လူတွေယေရှုစမ်းလိုက်မယ်ဆိုပြီးတော့လာစမ်းတဲ့လူတွေဘဝအစီမပြေလာတဲ့အချိန်မှာတင်းထွက်ပြေးသွားပြီနော်ဒီခရိယန်နဲ့လုံးပတ်သက်ချင်မို့နော်ခရိယန်ပဲတဘဝလုံးဖြစ်လာတာဖေမေလည်းခရိယန်ပဲမိသားစုနဲ့လာတဲ့လူတွေတကယ်ပဲကင်တင်ချင်းမရအောင်ဒါပေမဲ့ဒီလိုမျိုးနှုတ်ကပတ်တော်တွေကြားတဲ့အချိန်မှာအဲ့ဒါတွေပဲယုံပြီးတော့ခဏနေကြရင်ချင်းသူတို့တွေသွားတာပဲနော်တကယ်born againဖြစ်ပြီးတော့ကင်တင်ချင်းရတယ်စစ်မှန်တဲ့ကင်တင်ချင်းရတဲ့သူဆိုတော့တန်ရှင်တော်ဝိညာဉ်တော်တိုထားလူတွေဆိုရင်တော့ဟွာလို့မတော်တဆလမ်းလွဲသွားပြီးတော့ဆရာဒေးဗစ်လာတို့ဆော်လင်းအောင်တို့ကိုနားထောင်ဖူးတယ်နားထောင်ခဲ့တယ်ပါညာဆိုရင်လည်းသူတို့ကအရင်အားကိုးလာခဲ့တယ်ဆိုတော့မှကြာမခံဘူးနော်ကက်သလစ်တွေမှာလည်းအဲ့လိုပဲနော်တကယ်ကက်သလစ်မှာပဲကြီးပြင်းလာတဲ့ဘောတလျှောက်လုံးဖခင်တခင်သူတို့ကိုပြောင်းလဲခြင်းပေးခဲ့တင်ခြင်းပေးတယ်တကယ်ပဲစစ်မှန်တန်ရှင်တော်ဝိညာဉ်တော်ဝင်လာပြီးတော့တကယ်ပဲပြောင်းလဲခြင်းရှိတယ်ဆိုတော့သူတို့ကမကြဘူးတနှစ်လောက်ပဲကြာကောင်းကြတယ်အဲ့ဒီကက်သလစ်မှာကက်သလစ်ကနေပြန်ထွက်သွားကြတယ်တန်ရှင်တော်ဝိညာဉ်တော်ရှိပြီးကြတဲ့ကားနဲ့မခံနိုင်တော့ဘူးတန်ရှင်တော်ဝိညာဉ်တော်နော်ဟာဒီຢာတွေကမြန်ချင်းလေနေရမဟုတ်ဘူးဘုရားစကားဒီဟာမဟုတ်ဘူးအမြဲတမ်းတွင်တင်လာတာနှလုံးသားထဲမှာနော်အမြဲတွင်တင်လာတာမခံဘူးနည်းနည်းလေးပဲခံမယ်ပြီးရနဲ့ပြန်ခွဲထွက်တယ်တခြားဘုရားကြောင့်မသွားတော့မယ်တကယ်အစားအစာရှိတဲ့နေရာပဲသွားမယ်စင်မနဲ့အစာရှိတဲ့နေရာပဲသွားမယ်ဆိုပြီးတော့ထွက်သွားကြတာဒါပေမဲ့သူ့အောက်လက်အောက်လူတွေသူတို့လက်အောက်လူတွေကြောအနှစ်ပဲလောက်ရှိပြီလေသူတို့ကိုအားကိုးလာတယ်သူတို့တွင်တင်လာတယ်အဲ့တော့မျိုးတွေကြောင့်ကျွန်တော်ဒီလိုမျိုးဗီဒီယိုတွေလုပ်တာဒီတခြားလူတွေလည်းလုပ်ကြပါတယ်နော်ဒီဟာတာယုံတက်ပဲကျွန်တော်လှုပ်ချင်တော့ဒီဆရာတွေကိုရှုတ်ချချင်တော့တက်ပဲမဟုတ်ဘူးရှုတ်ချချင်တာမဟုတ်ဘူးနော်သူတို့တွေမှားနေတာသူတို့ဦးစားပေးမှားနေတာနော်ဒီသူတို့လက်အောက်မှာတင်ယူနေတဲ့လူတွေအများကြီးခရိယန်တွေနော်သူတို့တွေဟွာရှိမှာတကယ်ယုံကြည်သူရှိမယ်ပြီးတော့အမီခံခရိယန်ပဲရှိမယ်အဲ့ဒါလည်းရှိမယ်အဲ့နှမျိုးရှိမယ်ပေါ့နော်လေကွင်းထဲကစပားပင်နဲ့တူတဲ့ဟိုအပြင်တပြင်ပေါ့နော်စပားပင်ရဲ့ဟိုအပြင်ရဲ့တူနေတာအတီးတီးလာတဲ့အချိန်မှာပဲမြင်ရတယ်နော်သွားနှုတ်လို့မရပါဘူးနော်သွားနှုတ်ဖို့လည်းကျွန်တော်မကြိုးစားပါဘူးနော်ဒီတိုင်းပဲပြောပြနေတာ
Emma နာရှိတဲ့သူကအဲ့ဒီမှာကြားနိုင်တဲ့သူကကြားနိုင်တဲ့သူဆိုတဲ့နေရာမှာတန်ရှင်တော်ဝိညာဉ်တော်ရှိပြီးတော့တကယ်ခရိယန်ဖြစ်တဲ့သူတကယ်စပါးပင်ဖြစ်တဲ့သူကကြားတဲ့အချိန်မှာနော်အဲ့မှာဟွာသွားမယ်အပြောင်းလဲတွေရှိသွားအောင်အဲ့လိုမျိုးတွေနော်အဲ့လိုမျိုးတွေဖြစ်ဖို့အတွက်ကျွန်တော်နည်းနည်းပါလုံနိုင်တယ်တော့ဟာနေပေါ့နော်ကျွန်တော်ဆရာလည်းမဟုတ်ဘူးအရင်လဲတော်တတ်တာမဟုတ်ဘူးတွေ့နေလို့မြင်နေလို့အကြာနေမယ်2016စက္ကန့်အများကြီးဟိုကအချိန်ကကြာကြီးမခံနိုင်တော့ဘူးနော်ဘယ်လိုလုပ်ရမလဲမသိဘူးအဲ့ဒါနဲ့ညီတကူပဲရှိတယ်ကိုဗစ်လာတာလဲကွတိပဲလူတွေအကုန်လုံး social media ပဲအကုန်ရောက်ကုန်ရအခုတော့social media အဲ့ဒီ social media permanent အဲ့လိုမျိုး permanent လည်းဖြစ်တယ်ပြီးတော့ prominent usage လူတွေရဲ့တက်တာမှာပေါ့နော်အဲ့လိုမျိုးဖြစ်လာတော့ပိုကောင်းတာပေါ့နော်အဲ့ဒါကြောင့်အဲ့လိုမျိုးတွေလုပ်ပေးဗီဒီယိုလုပ်ပေးနေတာသူတို့ရှော့ချချင်လို့မဟုတ်ဘူးဒီဆရာတွေကိုနော်ဒီခါကျရင်ဟာတာလည်းလုပ်ချင်တယ်သူတို့ဘာဖြစ်လို့ဆိုတော့ဟာတာလုပ်ဖို့ပဲသူတို့တန်တယ်နမောကောက်ကတွေဖះရဲ့စကားကိုအဖေမေတော်မှသူများလာပြီးတော့ပါလဲခမရဖေမေတာညာပါညာသူ့အဖေကဒါဟိုဟာဒီဟာတွေကပြောတယ်မမှန်ပဲနဲ့သူမပြောပဲနဲ့အဲ့လိုမျိုးရှော့လာပြောတယ်ဆိုရင်တော့နော်ခမရဖေကို defend မလုပ်နိုင်ဘူးလားမလုပ်ရဘူးလားသွားပြီးဟေးတကယ်ချင်းကျွန်တော်ဖေအဲ့ဒါမပြောဘူးနော်အဲ့ဒါမပြောဘူးသူပြောချင်တဲ့ຢာအဲ့ဒါဖြစ်တယ်ခမရမှားနေပြီပါညာဆိုပြီးတော့လူသွားပြောရမှာမဟုတ်ဘူးလားကျွန်တော်တို့ဒါဖះတခင်လေနော်သူကြံပိုက်ကိုလွဲလွဲလေးယူပြီးတော့ရားနေတဲ့နာကိုစံစာပြောတယ်လို့ပဲပေါ့နော်လောင်ကာလာနီလာလေ sound out in theology တကယ်တမတရားကိုနားမထောင်ချင်တော့ပဲနဲ့လူတွေကရားနေတဲ့နာကိုကုတ်ပေးတဲ့လူတွေကိုကုတ်ပေးမဲ့လူတွေကိုပဲဆရာတင်ပြီးတော့နေလာတော့မယ်ဆိုပြီးတော့နော်ဒီလိုမျိုးဆရာတွေသူတို့ဒါပဲ desire ဖြစ်နေတာသူတို့တကယ်တော့ဝိညာဉ်ရေးရမှာစိတ်မပါဘူးနော်ဒီလိုမျိုးပတ်စံကြွေဝချမ်းသာခြင်းတွေမှာပဲပါနေတာဟိုဖက်စီပွားရေးလောက်ကစီပွားရေးဘက်မှာဝင်မယ်ဆိုရင်လည်းညံ့မမီဆိုတော့ဖះနာမအုံပြုပြီးလာလို့တယ်ဆိုတော့လွယ်လွယ်လေးဖြစ်သွားတယ်ဖြစ်လို့ဆိုတော့သူတို့ကိုတင်စားနေတဲ့လူတွေနော်ရနေတဲ့နောက်လာကုတ်ပေးပါဆိုပြီးတင်စားတဲ့လူတွေအရန်များနေတော့သူတို့တွေဒီမှာတိုးတက်နေတယ်အောင်မြင်နေတယ်ဒီခရိယန်လောကမှာအဲ့မှာသူတို့ကဒီဖက်ပြောင်းလာတာနော်သူတို့ရဲ့စီပွားရေးရှာနေ curriculum ပြောင်းလာတာပေါ့နော်ဒီလိုမျိုးဆိုတော့ဒီဆရာတွေကိုမုန်းလို့မဟုတ်ဘူးကျွန်တော်ဗီဒီယိုဆက်ကြည့်ရအောင်ဒီလေအခုချင်းတွင်းဖို့ကျွန်တော်အားပေးပါတေးကြတယ်ဒီတင်နန်းအပြည့်သိအသက်တာတွေမှာကြီးမားတဲ့ကောင်းကြီးမင်္ဂလာတေးချပေါက်လက်ခံရရှိမယ်ဆိုတာအားပေးခြင်းပါတယ်ရောက်စီဆောင်ဘုရားကောင်းကြီးပေးပါစေအာမင်ဟာလေလုယာဒီ2025နှစ်စပြီးတော့မှတောင်းကနမပြောတော့ဒေါ်လာသိန်းနဲ့ချီတော့မင်္ဂလာ I don't know who put this video. Dimaji. Amen. Sorry. Now the video clip လေးယူတာအထဲပဲရှိတာเนาะဒီ Amen ဆိုရေးထားတာကျွန်တော်မဟုတ်ဘူးအချင်းရတယ်တန်တရားမရှိစေနဲ့နောက်ခါပြန်ပြောမယ်ဒေါ်လာသိန်းနဲ့ရှိသောမင်္ဂလာကို2000ကျွန်တော်ဟိုးရင်ကတော့ကြရတယ်သူ့တည်ချင်းတွေနည်းနည်းပါကြည့်တာနဲ့ကျွန်တော်ရိပ်မိပြီဒီတနေ့နေ့ကြံဒီလိုမျိုးဖြစ်လာမယ်လို့ကျွန်တော်ရိပ်မိပြီပြောဆိုတော့သူနောက်လိုက်နေတဲ့ဆရာကြီးတွေသူ sermon တွေ deliver လုပ်တဲ့ချိန်မှာဒီနာမည်ရှိကြီးတဲ့ဆရာကြီးကအဲ့လိုပြောဖို့တယ်ပါညာဆိုပြီးတော့အဲ့နာမည်ကြီးဆရာကြီးတွေရဲ့နာမည်တွေကိုပြောလာတဲ့ချိန်မှာဘသူပဲဝါဆိုတော့ကျွန်တော်အကုန်လုံးသိတယ်2016 19 18 19 20 21 22ဘယ်လောက်ကြာလဲအဲ့အထိကျွန်တော်အကုန်လုံးလေ့လာရတယ်တို့တွေတို့ဆရာကြီးတွေခဏခေါ်ပြန်တော့နော် COVID-19 ဖျားတဲ့ခင်ကစကားပြောတယ်တေးသွားတော့မယ်ထွေးဆိုပြီးထွေးတွေထွေးနေအဲ့လိုမျိုးဘယ်နေဟင်းတော့နော်ပတ်စံအဲ့ဒါတော့ပေးဖျားတဲ့ခင်ရဲ့ဗာလဲကောင်းကြီးလိုချင်တယ်ပါညာဆိုရင်တော့ဆိုတဲ့အရာကစံစာနဲ့မလိုက်ဘူးကျွန်တော်တော့တားရပါပြီပါညာထက်ခါပြောပြီးတော့ထက်ခါပြန်လုပ်တယ်အဲ့လိုမျိုးလေနော် COVID လာတယ်ဆိုရင်လည်းမမြင်ဘူးနော်မဟုတ်ကတွေတော့ prophecy လုပ်နေပြီ Donald Trump နိုင်မယ်ပါညာ2020မှာ second time second consecutive နော်ဒီနားပြီးတော့ပြန်ဝင်လာမယ်လည်းမဟုတ်ဘူးတခါတည်းပေါ့နော်ဒုတိယဆက်တိုက်ပေါ့နော်ရုံးပြန်ထိုင်မယ်ဆိုပြီးတော့ဘုရားသခင်စကားပြောပါတယ်ဆိုသူဆရာကြီးတွေအကုန်လုံးအဲ့ဒါတွေနော်ဆယ်ဒေးဗစ်လာတို့တော့မပြောရဲဘူးထင်တယ်ဒါတွေဟာဖြစ်တော့ဟိုမှာ busy နေတော့
ဒီနိုင်ငံကတရင်တွေကိုမကြည့်နေတော့သူကပါလေမဟွာရဲဘူးမခမ်းမှန်းရဲဘူးအဲ့လိုမျိုးနဲ့ဆိုတော့သူကကနေဒါမှာပဲဆိုတော့ဒါမဲ့ဒီမှာသူ့ဆရာကြီးတွေ Kenneth Copeland တို့Benny Hinn တို့ဟွာတို့ဒီမှာ Prophet ပါ Apostle ပါဆိုတဲ့လူတွေအများကြီးသူတို့တွေကြတော့ Donald Trump ပြန်နိုင်မယ်ဘာညာ2020မှာလေအရန်ပြောလာကြတယ်သူတို့တွေဘာဖြစ်လို့အဲ့လိုပြောနိုင်တယ်လဲဆိုတော့သူတို့တွေကဒီနိုင်ငံမှာပဲသူတို့နေတယ်ဆိုတော့တင်းတွေကြီးပြီးတော့ Donald Trump နိုင်လာမဲ့အဆင့်ကို Donald Trump နိုင်လာမဲ့လမ်းကိုသူတို့မြင်တော့โอเค Donald Trump နိုင်မယ်ဆိုပြီးတော့သူက Donald Trump နိုင်မယ်ဖျားတခင်စကားပြောတယ်ပါညာပြောနေကြတကယ်တော့နိုင်ကောင်းနိုင်မှာကျွန်တော်တို့လည်း news တွေကြည့်တဲ့လူတွေကခက်မှန်းလို့ရနိုင်မှာသူနိုင်မှာ AC ပဲနိုင်မှာတိုင်းပဲဖျားတခင်အခုမပေးလိုက်ဘူးသူဆရာကြီးတွေ prophet ပါဆိုတဲ့လူတွေနော်အကုန်လုံးမအောင်သူလို့ဖျားတခင်လှုပ်ပလိုက်တယ်သူတို့တမန်ကြီးဖျားတခင်က Donald Trump ကိုပြန်တက်ခိုင်းကြည့်ရုံအဲ့ချိန်မှာမီလီယံနဲ့ပတ်သက်ပြီးတော့ SAR တွေကဟာဖျားတခင်ရဲ့ prophet ဟုတ်ပါလားဘာညာဆိုပြီးယုံလာမှာနော်ဘုရားရဲ့တကယ်သူအသုံးပြုတဲ့ဆရာကြီးတွေနောက်မလိုက်ပဲနဲ့ဟိုမှာစာတန်ခလွတ်လာတဲ့နော်ပါလေ an angel of light ပေါ့နော်တကယ်ဘုရားသားယုံဆောင်ပြီးတော့နော်တကယ်ဘုရားသားယုံဆောင်ပြီးတော့ဘုရားခင်သုံးပြုတဲ့ prophet ယုံဆောင်ပြီးတော့ prophet အမှားတွေပေါ့နော်သူတို့နောက်တွေကပဲလိုက်နေကြမှာဆိုတော့ဘုရားခင်ဒါမခံချင်ဘူးဆိုပါတော့နော်ဆိုတော့ election ကိုပြောင်းပြန်လှမ်းလိုက်တယ်တညအတွင်းမှာပဲနော်အဲ့လိုမျိုးတယ်သူဆရာကြီးတွေဒါမျိုးတယ်နော်သူဆရာကြီးတွေကြီးချင်းအားဖြစ်စတဲ့ဗလာတနေ့နေ့ကြီးလိုမဖြစ်လာမယ်ဆိုတော့ကျွန်တော်တီးပြီးသားမြင်ပြီးသားအရင်တော့အဲ့လောက်မဟုတ်သေးဘူးသူပတ်စံနဲ့ပတ်သက်လာဂျေဝချင်းချမ်းသာချင်းတာနဲ့ပတ်သက်လာ prosperity gospel pen နဲ့ပတ်သက်လာအဲ့လောက်မဟုတ်သေးဘူးအခုတော့ဒီလောက်ထိလာတယ်ဗီဒီယိုတစ်ခုတွေ့သေးတယ်လူသေးတွေကိုထမြောက်ရမယ်တဲ့ဟိုမှာတင်းကြုံတဲ့လူတွေဒုက္ခရောက်မယ်ပြောချင်တာဟာတင်းကြုံဖို့လုပ်နေပါတယ်ဆိုမှဒီလူကပြန်ရှင်လာတယ်ပေါ့နော်ဒုက္ခရောက်နေကြမယ်တဲ့အဲ့ဒါဘယ်တော့ तू ကသူ့ congregation မှာလူသေးတွေထားမြောက်စေတယ်ပါညာသူ့ sermon မှာလူသေးဘယ်နှစ်ယောက်ထားမြောက်စေတယ်ပါညာဆိုပြီးတော့ तू ဘယ်ချိန်ကြွားလာမယ်ဘယ်ချိန်ပြောလာမယ်လဲအဲ့ဒါပဲစောင့်နေတာလာမှာအတိုင်းမဲ့ proof မရှိဘူးဒီမှာ social media cat phone ကိုစီရှိနေတဲ့ cat မှာနော်ဘယ်သူမှတပ်ပုံမရိုက်မိဘူးဘယ်သူမှ video မရိုက်မိဘူးလူသေးကိုထားမြောက်တဲ့ချိန်မှာထားမြောက်ခိုင်းတဲ့ချိန်မှာအဲ့လိုသူ့ဆရာကြီးတွေအဲ့လို social media cap မှာဆိုမှ USA လောက်တိုးတက်နေတာနော်ဟိုမှာလူတယောက်မျက်စိကန်းတဲ့လူပွင့်သွားတယ်ဟိုခြေကျိုးတဲ့လူခွာသွားတယ်ဒါမှမဟုတ်ရင်တော့တေတဲ့လူထမြောက်သွားတယ်ဆိုပြီးတော့အရန်ကြွားနေကြတာဘယ်မှာလဲ evidence ဆိုရင်လဲမထောက်ပြနိုင်ပြန်ဘူးဟင်းလိုမျိုးတွေအဲ့လူတွေကဟိုမှာရက်နေတဲ့လူတွေကရှောက်ယုံနေပြီးအဲ့ဒါအာမင်နေထူးနေပြီးတော့နော်ဆရာလိုချင်တဲ့အရာအောင်မြင်ခြင်းတိုးတက်ကြမှာချမ်းသာခြင်းကိုပဲသူတို့လည်းဒါပဲလိုချင်နေတော့အဲ့ဒါပဲဆရာကိုဟွာနေကြတာချုပ်လူတွေကအကုန်လုံးတော့မဖြစ်နိုင်ဘူးတဝက်လောက်ကတိုးတဝက်လောက်ကစိတ်အဲ့လိုမျိုးဖြစ်နေမှာနော်အဲ့ဒီစိတ်တွေကို entertain လုပ်ဖို့အတွက်စူးစမ်းနေရတဲ့နားကိုကုတ်ပေးနေနေဟိုမှာတကက်တိုးတွေကိုနော်ငတ်ပြက်နဲ့ဒီဖះเจ้าမှာနေခိုင်းတယ်ခဏနေဖះရခင်နဲ့တွေ့တဲ့အချိန်မှာဘယ်မှာလဲကျွန်တော်တိုးတွေဘယ်တော့ကခင်ဗျဝကျွေးတာလဲဘယ်တော့ကဝကျွေးဘူးလို့လဲမစိတ်တွေပဲကျွေးနေပြီးတော့နော်တိုးတွေကြတော့ဒီတိုင်းထားတယ်ငတ်ပြက်အောင်ထားတယ်ဆိုပြီးတော့သူတို့ဖះရခင်က2ဆ3ဆဒံပေးမှာဒီဆရာတွေနော်25နှစ်တင်းထဲမှာအစပြုပြီးဖြစ်ကြောင်းယေရှုနာမနဲ့ကြီးညာတဲ့ကျွန်တော်နားမှာနေတဲ့သူတွေမီလီယံနာဖြစ်ရမယ်ဒါပဲ his whole ministry his whole point of being a pastor and not evangelist a preacher let's say for the sake of understanding for the viewer all his whole life the purpose of all that he does to this point up to all the way to his end right this is it this is the main purpose of his ministry and everything that he does more money ကျေဝသူတွေနော်သူနားမှာလာကတဲ့သူတွေသူ့လက်အောက်မှာချင်းမြင်သူတိုင်ဟာ
ကျွေးဝရမယ်ချမ်းသာရမယ်နော် it connected all the way to 7-minded mandate theology 7-minded mandate theology ဆိုတော့ကျွန်တော်နည်းရှင်းပြပြီအဲ့ဒါပဲခရိယန်တွေအကုန်လုံးတိုးတက်လာရမယ်ကြီးပွားချမ်းသာဘယ်နေရာမှာပဲဖြစ်ပေါ်ဘယ် room မှာပဲဖြစ်ပေါ်နော် press ဒီ political မှာလား business မှာလား media မှာလားအကုန်လုံး sport industry ဘာနေရာပဲဖြစ်ပေါ်နော်ခရိယန်တွေအကုန်လုံးတိုးတက်လာရမယ်အဲ့ဒီအချိန်မှာခရိယန်တွေအကုန်တိုးတက်ပြီးမှနော်ယေရှုကြွလာမယ်ပါညာအဲ့လိုမျိုးတို့အဲ့လိုမျိုးယုံနေတာကျမ်းစာနဲ့ရတာကျမ်းစာတခါတည်း cancel လိုက်တယ်တို့ယုံကြည်ခြင်းနော်ယေရှုကိုယ်တိုင်ကပြောထားတယ်ပေါ့နော်ကျွန်တော်တို့ဒီသူနောက်လိုက်တဲ့လိုက်ချင်ရင်သူတို့နောက်လိုက်တဲ့သူမှန်တကယ်မှန်လင်လိုက်ချင်ရင်ကိုယ်ကတိုင်းကိုထမ်းပြီးတော့အတိတ်ပဲမျိုးဖွဲ့ကြပါတယ်ဟုတ်တယ် we're not going to how do you say speculate that now okay ဟာအမျိုးဖွင့်ကြပါတယ်ဒါပေမဲ့ယေရှုပြောထားတယ်ကိုယ်ကတိုင်းကိုထမ်းပြီးတော့လိုက်ရမယ်ပြီးတော့ဒီလောကမှာနေတဲ့အချိန်မှာကျွန်တော်တို့ဒီ we will be persecuted tribulation will come hardships will come to our life okay တကယ်ပဲဖယားယုံတဲ့သူဟုတ်တည်ဖြစ်မဖြစ်နော်ခရိယန်ပဲဖြစ်လောကလူတွေဖြစ်နော်ဒီဘဝကကျွန်တော်တို့အပြည့်ရဲ့အောက်မှာဒီလောကအပြည့်ရဲ့အောက်မှာပဲတွာလာနေရဆိုတော့ပေါ့နော်ပြည့်ရဲ့ချိန်ချင်းတော့နော်ချိန်ချင်းကိုခံနေရပိတာလောကဆိုတော့နော်ကျွန်တော်တို့ဒီနေ့တိုင်းဖျားနာချင်းအုံမြင့်ချင်းတေးချင်းနော်ဒါတွေကမလွယ်ဘူးကျွန်တော်တို့မလွတ်ဘူးဒါတွေကနော်သူဆရာကြီးတပါးဆိုတော့ Jesse Duplantis ဆိုတော့ဘယ်လိုပြောလဲတေးချင်းဘယ်တော့တေးမယ်ဆိုတာကိုရွေးရတယ်ရဲ့ဟောသူဆရာကြီးတပါးဆိုတော့သူဘယ်လိုပြောလဲကျွန်တော်အမှားစကားတွေရှိရင်ခင်ဗျားတို့မီးစင်မစ်ဆက်တွေပေါ့နော်ခင်ဗျားတို့မီးတွေ grandson granddaughter တွေကိုဘာအမှားစကားရှိတယ်လဲကျွန်တော်ပြောကြရတယ်ကျွန်တော်လုံးဝမသိဘူးတဲ့တေချင်းနဲ့ရှင်ချင်းကရှာရဲ့တကူမှာပဲရှိတယ်ဆိုတော့ဘုရားခင်အာနာပေးပြီးသားဆိုတော့တဲ့အလွယ်တုံးပြီးတော့နော်လုံးဝမသိဘူးတဲ့ခင်ဗျားတို့ကျွန်တော်ကိုအမှားစကားတွေရှိရင်ပေးထားပါကျွန်တော်ခင်ဗျားတို့မီးဆက်ဟိုးအထိကျွန်တော်တို့ကိုခင်ဗျားတို့ရဲ့အကြောင်းကိုပြောပြမယ်ပါမဟာအမှားစကားမှားခြင်းတလဲပါညာပေါ့အဲ့လိုမျိုးတွေလာတာသူ့ဆရာကြီးတယောက်ဆိုတော့ तू အဲ့ထိတော့မတက်လာသေးဘူးနောက်တစ်ခါတက်ကောင်းတက်လာမှာဆရာဒေးဗစ်လာတော့ဆောင်းနေအောင်တော့သူတို့တွေကဖះတကယ်ဖះသုံးပြလူတွေမဟုတ်ဘူးနော်သူဟိုမှာတခါတလေသူ့ sermon တွေမှာကောင်းလာကျမ်းစာပဲနဲ့လိုက်တဲ့အရာတွေနည်းနည်းပါးပါးပြောလာတာနဲ့ဖះသားသမီးပဲဖះသုံးပြလူတွေပဲလို့တခါတည်းမယူနဲ့နော်သူတို့တွေကကဲကျွန်တော်မာနကိုစာတန်ကိုကျွန်တော်တို့ကကိုယ်ကိုရအောင်ပါညာဆိုရင်ဒီအတိုင်းပဲတကယ်ထင်ရှားကြီးပဲဒီအတိုင်းပဲဘုရားခင်ကိုပုံကံပေးလာနေတယ်ဆိုတော့ဘသူကယုံမှလဲသူတို့ကိုနောက်လိုက်ဘသူကိုလှည့်ပြနိုင်မှလဲမလှည့်ပြနိုင်ဘူးလေသူကကြံပိုက်လေယူလာမယ်စာတန်လို့ပေါ့နော်စာတန်မနဲ့သူကအရင်ကျန်စာတွေတည်တယ်ယေရှုကိုသူtemptation ပေးတယ်လို့ပေါ့နော် tempt လို့ပေါ့နော်ခင်ဗျားပိုက်စာနေဒီမုတ်ကိုဘုရားသားဆိုဒီမုတ်ကိုဒီကြောက်ခဲကိုမုတ်ဖြစ်စေပြီးစားပါလားပါညာဒီပေါ်နဲ့ခုန်ကြပါလားနော်ဟိုမှာကောင်းကင်တမန်တွေကလာကယ်မယ်လေပါညာပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်ကိုးကွယ်ပါလားဟိုမှာရှင်ရပြမြပါလဲတိုင်းပြီးပါလို့ချင်းလေဟိုမှာအကုန်ပေးမယ်လေအဲ့လိုမျိုးပေါ့နော်တဒန်းအဲ့လိုလာတာနော်ပြီးတော့ကျန်းစာလည်းတည်တယ်သူကအောင်စတဲ့လည်းအဲ့လိုမျိုးနော်တကယ် biblical ဟွာတွေနဲ့ပဲလာတယ်သူတို့ကလည်းဒီဆရာတွေကလည်းနော်တကယ်ကြီးပဲလာပြီးတော့ဘုရားကိုတကယ်ပဲဒီမှာဒီရှားရေးပုံကံပြီးတော့လာမှာမဟုတ်ဘူးနော်ဆိုတော့သူတို့ကကောင်းတဲ့အရာတွေကိုစံစာနဲ့လိုက်တဲ့အရာတွေကိုတွင်တင်မယ်အဲ့ဒီအထဲမှာပဲနည်းနည်းပါးပါးနော်နည်းနည်းပါးပါးနော်မဟုတ်ကတွေဘုရားဂရိမပေးထားတဲ့အရာတွေနဲ့အရာတွေကိုထဲပြီးလူတွေကိုဒီတိုင်းကျွေးနေတာဥပမာပေါ့ရေကာလန်ပုံးအကြီးနော်အဲ့ဒီထဲမှာအစိတ်နည်းနည်းလေးပဲမမြင်ရဘူး
တယောက်ယောက်ထဲလိုက်တော့ရှိရင်တော့ကြည့်ရင်မမြင်ရဘူးအဲ့ရေအကြီးရေအများကြီးတစ်ထဲမှာအစိမ့်နည်းနည်းထဲလိုက်တယ်အစိမ့်ရနည်းနည်းလေးပါပဲနော်မြင်တော့မမြင်ရဘူးတခါလေထဲလိုက်ပြီဆိုတော့ရှိတာတော့မသိရဘူးဒါပေမဲ့တောက်လို့ရလားမရဘူးနော် dangerous ဖြစ်တယ် poisonous ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးသူတို့ပြောနေတဲ့အရာတွေကအများကြီးဟုတ်အများအကောင်းတယ်အများကြီးဟုတ်ပေမဲ့ကျန်းစာနဲ့လိုက်တဲ့အရာတွေကလည်းရှိပေမဲ့အဲ့ဒီအထဲမှာကွာနော်မတိမတာလေးကျွေးနေတာဒီဟွာရဲ့စာတန်ရဲ့ curriculum တွေပေါ့နော်ကျွေးနေအဲ့ဒါကိုမဖမ်းနိုင်ဘူးဆိုတော့ discernment မရှိဘူးဆိုတော့ဖမ်းနိုင်မှာမဟုတ်ဘူးဟွာရဲ့ဆရာကျော်ရွှာရဲ့စကားခေါ်လိုက်အောင်မယ်သူတို့မတွေ့ဘူးဆိုမြင်မှာမဟုတ်အဲ့လိုမျိုးခဲပါဖြစ် ဘာလို့ကျွန်တော် live alignment ကိုခုတင်တာလဲကျွန်တော် millionaire မွေးထုတ်တဲ့ကောင်ဖြစ်ရမယ်ကျွန်တော် that's the whole purpose ဘာလို့ millionaire အကြောင်းဒီလောက်ပြောတာလဲဆရာရဲ့တဲ့ဝิญဉ်ရေးအကြောင်းပြောစမ်းပါတယ်ဝิญဉ်ရေးရခမရနားမလဲပဲနဲ့ခမရ millionaire okay wait ပြောင်းပြန်ဖြစ်နေသူ live alignment တွေပဲအရင်တင်နေတယ်နော်ကျေဝချမ်းသာခြင်းဒါပဲအမြဲတမ်းဘာဖြစ်လို့နော်ငွေကြေးဆိုပါတော့ကျေဝချမ်းသာခြင်းမှာဘာဖြစ်လို့လူတွေမေးတယ်တဲ့ဘာဖြစ်လို့အဲ့ဒါတည်းပဲဦးစားပေးတွင်တင်နေရလဲလို့လူတွေမေးတယ်တဲ့ကျွန်တော်ပြောပြစေရင်ဝိညာဉ်ရေးရနားမလဲပဲနဲ့တရားတွေကိုကျေဝချင်းချမ်းသာခြင်းကိုနားလည်မှာမဟုတ်ဘူးပါညာ okay then ဝိညာဉ်ရေးရရင်တင်လေကိုကြောင့်ဝိညာဉ်ရေးရအရင်မတင်မဲနဲ့ life alignment ကျေဝချမ်းသာခြင်းပဲအရင်တင်ပြီးတော့ဝိညာဉ်ရေးရနားလည်ဖို့တဲ့အဲ့နေရာနဲ့ဝိညာဉ်ရေးရနားလည်ခိုင်းတယ်ဒါမဲ့သူကိုယ်တိုင်ပြောတာဘယ်လိုလဲကျွန်တော်ပဲပမာစကားတိတ်မတတ်တာလားကျွန်တော်နားထောင်ကြည့်အောင်2025နေကျွန်တော် millionaire မွေးထုတ်တဲ့ကောင်ဖြစ်ရမယ်ကျွန်တော် okay let's listen again ဘာလို့ millionaire အကြောင်းဒီလောက်ပြောဘာဖြစ်လို့ millionaire အကြောင်းဘယ်လောက်ပြောဒီလောက်ပြောနေရလဲပြောတာလဲဆရာရဲ့တဲ့ဝิญဉ်ရေးအကြောင်းပြောစမ်းပါတယ်ဝิญဉ်ရေးရခမရနားမလဲပဲအဲ့လေဒါဆိုတော့ဝิญဉ်ရေးရနားလည်အောင်လို့ခမရ millionaire တလုံးမအဲ့လေဒါဆိုတော့ millionaire ဖြစ်ဖို့တဲ့ဝิญဉ်ရေးရကိုတင်ပေးလေဒါဆိုတော့မဟုတ်ပြန်ဘူး millionaire အကြောင်းကြီးပဲပြောပြန်ပြီးတော့ဝิญဉ်ရေးရနားမလဲ millionaire မဖြစ်နိုင်ဘူးပြောပြန်ရော okay ဆရာဒါဆိုတော့ဝิญဉ်ရေးရအကြောင်းတင်ပေးဝิญဉ်ရေးရတင်ပေးလေဘာဖြစ်လို့ millionaire အကြောင်းပဲတင်ပေးနေဖြစ်ဘူးသူကလည်းသူဘာပြောမှန်းတော့သူမသိတော့ money come it to me that's Copeland တရားနဲ့20အသက်ရှင်မယ်တဲ့သူကဒီဆရာကြီးอ่ะနော်ဟိုတနေ့ကပဲသူ့ရဲ့နှလုံးအချက်မာကြီးထိသွားတယ်ပေါ့နော်အဲ့မှာသူဆေးသုံးဖို့အတွက်အဆေးရောက်လာတယ်ငါနဲ့လူတွေကသူ့မေးတယ်ပေါ့နော်ဆရာပြောတော့အမြဲတမ်းလို့ယေရှုနာမနဲ့ကျမ်းမာချမ်းသာပါညာပေါ့နော်တေးတာတော့မှကိုယ့်အကိုပဲရွေးရ120အထိအသက်ရှင်မယ်ပါညာဆိုပြီးတော့ကျမ်းမာရေးပဲပြီးတော့ချိုးတဲ့နေရလဲပါညာကျမ်းမာရေးချိုးတဲ့ထားလိုက်ပါအောင်ဘာဖြစ်လို့ peacemaker တွေပါတယ်ခွေးစိတ်နေရတာလဲပါညာသူ့မေးတာ ਨੇ သူကပါတယ်တဲ့ဖျားတခင်ကိုပြောတယ်တဲ့ဟာဘယ်လိုလဲသူများတွေကကဲရက်ခံရမှာဗောဖះဘာဖြစ်လို့ဒီယောက်ကကျွန်တော်မရှိနေတာလဲဘာဖြစ်လို့ကျွန်တော်ခွဲစိတ်ရမှာလဲကျွန်တော်ဒီဟာကိုဟွာပေးပျောက်ကင်းစေဗောနော်သူ့ရဲ့ disease ဗောနော်သူ့ရဲ့ကျန်းမာချွင်းချက်တွေဗောနော်ကျန်းမာပေးပါညာပြောတာနဲ့တဲ့ဖះတခင်မဟုတ်ဘူးတဲ့ခင်ဗျဒီဟာယူရမယ်ခင်ဗျဒီယောက်ကယူရမယ်ခွေးစိတ်ရမယ်ဆိုရင်ဘုရားခင်ကသူ့ကိုအမိတ်ချထားလို့တဲ့ဘုရားကိုပဲကျွန်တော်နားထောင်တော့မယ်တဲ့အဲ့လိုမျိုးအမျိုးလေ who is this one ကျွန်တော်ဒီတယောက်သူတို့ဖွဲ့ရပဲနာမည်ကြီးတယောက်
အဲ့ဒါပတ်စံအလုံးငယ်ပတ်စံနေနော်ဖျားခင်ကိုပေးကြပါညာဆိုပြီးတော့ तू ကခမရတော့စီးပွားရေးအဆင်ပြေချင်တယ်မိသားစုအဆင်ပြေချင်တယ်နော်လေမရအဆင်ပြေချင်တယ်ဘာဖြစ်ပေါ့နော်ပြဿနာရှိရအဆင်ပြေချင်တယ်ဆိုရင်တော့အလုံးငယ်မြပေးဆိုပြီးတော့အလုံးငယ်လာထည့်ကြတာအဲ့ဒီအလုံးငယ်ပတ်စံပေါ်မှာပေါ့နော်အကုန်ဟိုပြဒီပြဟိုညင်းဒီညင်းနဲ့နော် Okay you cannot anoint money true 2 Peter 2:2 right many will follow their sensuality see that and because of them right the way of the truth will be maligned which means is neglected right the ဆရာဒေဗလာလို့ပေါ့နော်ဘာလို့ဝင်းရင်ရမတင်ဘဲနဲ့ဒီ life alignment ဟောဖက်မီလန်နယ်ဖြစ်ဖို့အတွက်အဖက်လုတ်ပေးနေတာအဲ့ဒါမျိုးပေါ့ပြောချင်တာကနော်လာဦးစားပေးတာမဟာသွားမယ်ပေါ့နော်သူတို့တွေကြောင်းတဲ့နော်လူတွေကဒီ second Peter 2:2မှာပေါ့လူတွေကသူတို့ရဲ့ desire ကိုပဲလိုက်လာတော့မယ်တဲ့နော်သူတို့ sensual ဒါပဲလိုက်လာတော့မယ်နော်သူတို့တွေကြောင်းတဲ့ဘုရားရဲ့တကယ်တမန်တရားလမ်းလွဲသွားအောင်ပေါ့နော်အလိုက်ဒီ malign ဖြစ်အောင်ပေါ့နော်လောက်တာရှိလာမှာတဲ့နော် truth ကိုမလုပ်တော့ပဲနဲ့မဟုတ်ကတွေပေါ့နော်အဲ့လိုမျိုးလူတွေကအဲ့လိုမျိုးပဲလိုက်လာတော့မှာပေါ့နော် and their greed they will exploit you right you want your future you want a nice husband a nice wife you want beautiful wife nice husband right လူငယ်တွေနော်တိုးတက်ချင်လားအောင်မြင်ချင်လားဘာလို့ချင်လဲနော်မီလနယ်ဖြစ်ချင်လားပေါ့နော်โอเคအကုန်လုံးတို့ကအဲ့ဒါကိုမေးလိုက်လို့ရှိရင်တော့အကုန်လုံးတို့ကဖြစ်ချင်တဲ့လူတွေကြီးပဲရှိမှာလေနော်ဆိုတော့အဲ့လိုဖြစ်ချင်တယ်ဆိုရင်တော့တဲ့လူငွေတွေပုံမှန်ထက်ပေါ့နော်သူတို့လုပ်တဲ့ဟာတွေပေါ့သူတို့တွင်တင်တဲ့အရာတွေအဲ့ဒါတွေကိုပုံမှန်နော်တွား conference တွေပါတွေဖြစ်ပတ်စံပေးပြီးအများနဲ့လို့တွားမယ်သူတို့တင်တဲ့အယူမယ်ပြီးသူတို့ကိုလူငွေတွေပါလေပေးမယ် they will exploit you right ယုံကြည်ခြင်းပါလေဒီလုံးဝ negative မပြောရဘူးသူတို့မှာတခုရှိတာ negative လုံးဝမပြောရဘူးအဲ့လောက်နာစီချောင်းဆိုးပြီးတော့ဖျားနေတာဟေးတကယ်ချင်းဘလို့လဲချင်းနေရန်ကောင်းတယ်တော်ပဲနော်တောင်မီပဲပါညာတို့ဆိုတော့အဲ့လောက်ဖျားနေရတော့မှတကယ်ချင်းရဲ့ဒီနေ့ကျွန်တော်နည်းနည်းကောင်းကိုက်နေနည်းဖျားနေတယ်ဆိုတော့ oh no မပြောရဘူး negative တွေမပြောရဘူး no တကယ်ကောင်းကိုက်လာမှာတကယ်ဖျားလာမှာဖျားနေပါတယ်ဆိုမှအဲ့လိုမျိုးမအောင်မြင်ချင်းတွေပြောရမှာခင်ဗျာဖျားနေတယ်ဆိုရင်ကျမကြီးတောင်ပဲပါညာနော်အဲ့မှာအဲ့လောက်ခွင်နေရလဲကျမကြီးတောင်ပဲပါညာပြောလိုက်နော်အဲ့လောက်ဒုက္ခရောက်နေရဆိုရင်လေကိုတီးပဲပါညာဖျားရဲ့blessing ဖျားရဲ့ယေရှုတော်ဖျားရဲ့ကောင်းကြီးရှန်ထွက်နေရပါညာဆရာထန်တုံတို့လိုပေါ့နော်ရှန်ထွက်နေရပါညာပြောဘယ်ချိန်မစိုးအဲ့လိုမျိုးလိန်ညာခိုင်းနေတာနော်ကျမ်းစာထဲမှာရှိတယ်လို့ပေါ့နော်ကျွန်တော်အပြစ်မရှိဘူးဆိုရင်တော့ဒါလိန်ညာတို့မျိုးပေါ့နော်ဖျားနာရည်သားနဲ့ဒုက္ခရောက်ရည်သားနဲ့တောင်မြင်ပဲရှန်ထွက်နေတယ်ပါညာအဲ့လိုမျိုးလို့ပြောရမယ်နော်သူတို့အဖွဲ့ကအဲ့လိုမျိုး they would exploit you with those false words you know their judgment from long ago it's not idle okay it would not go to waste God will judge them okay and their destruction is not asleep no their destruction is not asleep they are already in the path of destruction okay so yeah get some anointing you put some up here woo put this anointing on it I'll put this anointing on it I tell you what you put something up here I'm put like more and more people coming this anointing on this money they think by giving preacher money like that God will favor them God is up there looking at us and they're like I need someone to go tell them this is not how things work I already give you a Bible there's no new revelations okay I already give you a Bible to follow
This is my book. Read, and whoever read, whoever read it, whoever understood my word, whoever is my disciple, whoever is my follower, please get up and then go tell these people that they are doing things wrongly. This is not what I want. You'd be like, come on, somebody get up and go preach to them. Go tell them that this is not the way. And it's what I'm doing right now. အဲ့ဒါပဲကျွန်တော်လုပ်နေတာနော်ဒီလူတွေကမှားနေပြီဖျားတခင်ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာသူကြည်နေပြီးတော့ကောင်းကင်ရတယ်ဟာဒီလူတွေ new revelation ဘာညာမရှိတော့ဘူးနော်ဟိုဆရာကဒီဆရာသူတို့ကောင်းတိုင်းမှာပေါ်လာတဲ့ဟာဖျားခင်တာပြောတယ်ဟိုပြောတယ်ဒီအရာကဒီလိုဖြစ်မယ်ထင်တယ်ဘာညာ No I don't want မကြားချင်ဘူးဖျားစကားကိုဖျားစကားအတိုင်းdelivery လုပ်နော်ဒီချမ်ပိုက်ဒီလိုပြောရဖြစ်မှာဒီလိုပြောရဖြစ်မှာဘောကအတွေ့အကြုံတွေကိုပဲမှန်ပြီးတော့သူများပြောတဲ့အရာတွေကိုပဲယူလာပြီးတော့နော်ကောင်းထဲမှာရှိတဲ့အရာတွေကိုမ preach နဲ့နော်အဲ့ဒါတွေမလိုဘူးခယူမဆိုင်ဘူးဘယ်ပါစတာပါသူပဲဖြစ်နော်ကိုယ့်ရဲ့အထင်အမြင်တွေအဲ့အလကားပဲကျန်းစာအတိုင်းပြောကျန်းစာကဘာပြောလဲဒီရာကျန်းစာအဲ့လိုပြောတယ်ထင်တယ်ဘာညာမဟုတ်ဘူးကျန်းစာပြောတဲ့အတိုင်းပဲပြောနော်အဲ့လိုဖျားခင်အောင်မှာထိုင်နေပြီဟာဒီလိုမားနေပြီနော်တယောက်ယောက်ဟေးတာသမီတွေပဲမလဲတယောက်ယောက်ထပြီးတော့တွားပြောသူတို့တွေကိုနော်သူတို့အမှားယူနေလုံနေကြတာကျွန်တော်စာအုပ်ထဲမှာကျန်းစာထဲမှာအကုန်လုံးရေးပြီးထားပြီအကုန်လုံးဖျားเจ้าမှာဘယ်လိုနေထိုင်ရမလဲဘယ်လိုဖျားเจ้าကို contact လုပ်ရမလဲဘာညာယုံကြည်သူတွေဘယ်လိုနေထိုင်ရမလဲဘာညာဘာယုံကြည်ရမလဲဘာညာအကုန်လုံးကျန်းစာထဲမှာရေးပြီးပြီနော်ရေးပေးပြီးပြီအဲ့ဒါတွေကိုတိတဲ့လူတွေဟိုမှာမတိတဲ့လူတွေကိုအလန်းလွဲနေတဲ့လူတွေကိုတွားပြောပေးပါဆိုပြီးတော့ဘုရားသခင်ကနော်အဲ့လိုမျိုးခံထားလူတွေလည်းရှိတယ်နော်ရှင်းပြောရမယ်ဆိုတော့အဲ့လိုမျိုးတွေကျွန်တော်လုပ်နေတာနော်သူတို့တွေကိုမုန်းနေတော့မဟုတ်ဘူးနော်မတိတဲ့လူတွေနော်တတိမရှိတဲ့လူတွေကိုတတိရှိအောင်တိအောင်ပြောပြနေတာဒါလည်းပဲရှိတယ်နော်You put somebody up. Okay, there you go. Okay. ကဲကျွန်တော်ကဆရာမဟုတ်ဘူး preacher မဟုတ်ဘူးသူတို့တွေလို့မတော်မတတ်ဘူးပြောပန်းနဲ့မပြောနိုင်ဘူးနော်တွေ့တဲ့ဟာလေးတွေကိုမြင်တဲ့ဟာလေးတွေကိုစမ်းစာနဲ့လိုက်မလိုက်အဲ့ဒါတွေကိုပြောပြပေးနေရတာပဲရှိတယ်ဒီမှာဆရာကိုထွေးသူကျွန်တော်တို့ဖះเจ้าမှာတခါလာပို့တယ်အဲ့အချိန်မှာသူကဘာလဲသူ sermon ကိုသူတင်တန်းကိုဗီဒီယိုမရိုက်ခိုင်းဘူးသူကဗီဒီယိုမရိုက်ခိုင်းဘူးလို့ဆိုတော့ကျွန်တော်အခုမှပဲပြန်သိတယ်သူ့အဲ့အချိန်မှာပဲမြင်ဘူးတယ်သူ့မြင်တဲ့အစမြင်တဲ့အချိန်မှာလွန်မောလို့နေသူကနည်းနည်းဝရတယ်အဲ့အချိန်မှာထင်တယ်အဲ့မှာတော့သူရန်ကောင်းတယ်သူတင်သွားတာဒါပေမဲ့ဗီဒီယိုမရိုက်ခိုင်းဘူးပြောဆိုတော့ဗီဒီယိုရိုက်လို့ခွာသွားတယ်ဒီမှာ Facebook တင်မှာပဲဖြစ်နော်ပြန်သွားတယ်ဘာညာဆိုရင်တော့နော်သူ့ကိုကျွန်တော်ထင်တာကတော့သူ့ကိုခုနေတဲ့သူ့ကိုမကြိုက်နေတဲ့ဆရာတွေအများကြီးရှိတယ်ထင်ပါတယ်လူတွေအများကြီးရှိတယ်ထင်ပါတယ်ဟာဆရာဒေးဗစ်လာတော့ဇော်လင်းအောင်တော့အဖွဲဖက်ကပေါ့နော်သူတို့တွေကိုအားပေးနေတဲ့လူတွေကပေါ့နော်ဒီလိုမျိုးဆရာတွေကိုကြိုက်မှာမဟုတ်ဘူးအမေဒီလိုမျိုးဆရာတွေကတကယ်သူတို့လုံနေတဲ့အရာတွေဒီဆရာတွေဇော်လင်းအောင်တို့ဂျော့ရှွာအေးတို့ဒေးဗစ်လာတို့တွန်တင်နေတဲ့အရာတွေကိုဒီလိုမျိုးဆရာတွေကပြန်ပေးလက်ညှိုးထိုးပေးတယ်နော်မတိမတာလဲပြန်ပေးလက်ညှိုးထိုးပေးတယ်ဒီဆရာတွေကမဟုတ်ကတွေတင်ပေးနေတာဦးစားမပေးသေးတဲ့ຢာတွေကိုတင်ပေးနေတာဆိုပြီးတော့လက်ညှိုးထိုးတာနော်ခါရလက်ညှိုးဒီတိုင်းတိတာကြီးထိုးတာမဟုတ်ဘူးသူတို့ပြောဆိုခြင်းအဖြစ်ကြံပိုက်လေးတွေယူလာခြင်းအဖြစ်နော်သူတို့တွေကိုပြန်ခိုးပေးတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့လူတွေမကြိုက်လူတွေရမ်းများမှာပဲအခုမှနားလေကျွန်တော်ဒီဟာပြန်တွေ့ရဟိုတနေ့က Facebook မှာတွေ့တာနဲ့အော် okay ဒီဟာထည့်ပေးရမယ်ဆိုပြီးဒီဟာအရင်ကောင်းတယ်နားထောင်ကြတော့ငွေလိုချင်တာမှားတယ်လို့ကျွန်တော်မပြောဘူးတဲ့နော်ကျွန်တော်ဆက်ကြည့်ရအောင်ခံယူထားဒီဟာနော်ကျွန်တော်စကားကိုကျွန်တော်ခုနပြောနေတဲ့အရာတွေကိုအကုန်လုံးကြောရတယ်နောက်ဆုံးဒီဟာပဲတွားကြည့်ရင်လည်းရတယ်ပေါ့နော်မပြောဒါပေမဲ့ဖျားနာမကိုငွေလိုချင်တဲ့စိတ်နဲ့အတုံးမချဖို့လိုတယ်မြေကြီးပေါ်မှာလောကမှာကျွန်တော်တို့ခန္ဓာကိုယ်နဲ့နေတဲ့အခါမှာခန္ဓာနဲ့ပတ်သက်တဲ့အရာတွေလိုအပ်ပါတယ်ဒါပေမဲ့မှတ်ထားပါအဲ့ဒါကျွန်တော်တို့အမိပြုဖို့မဟုတ်ဘူး
ဒီနေ့ဘဝမှာအခက်ခဲတွေနော်ဒုက္ခဆင်းရဲတွေအနှိမ့်ညက်နေအများကြီးဖြတ်တန်းခဲ့တဲ့သူတွေအားလုံးကိုသွားမေးကြည့်လိုက်ပတ်စံကခမည်းကိုဝမ်းမြောက်ခြင်းပေးလိုက်လို့မေးကြည့်သူတို့ပြောလိမ့်မယ်မပေးတထေးကြီးတွေဘာလို့ဆူဆိုက်လုပ်သွားကြတာလဲနာမည်ကြီးရုပ်ရှင်မင်းသားမင်းသမီးတွေအဆိုတော်တွေဘာလို့ဆူဆိုက်လုပ်သွားကြတာလဲဘာဖြစ်လို့သူတို့မူရစေးဆွဲတာလဲပတ်စံအဖြေမဟုတ် အဲ့ဒါပဲနောက်ကျွန်တော်တို့ခုကျွန်တော်တို့တာသမီတွေဆိုရင်လည်းကျွန်တော်တို့ကဒေါက်တာဘွဲရလာဖို့အတွက်တမရဖြစ်လာဖို့အတွက်အင်ဂျင်နီယာဖြစ်လာဖို့အတွက်အင်ဂျင်နီယာဖြစ်လာဖို့အတွက်ပါဖို့အတွက်ဆိုပြီးတော့ဒါတွေပဲအများတန်းဆူတောင်းနေဆိုရင်လည်းဘုရားသခင်ကျွန်တော်တာသမီဒေါက်တာပါညာညံကောင်းပါညာအောင်အဲ့ဒါကြီးပဲဆူမတောင်းနဲ့နော်အဲ့ဒါကြီးပဲဆူမတောင်းနဲ့အဲ့ဒါတွေကလိုအပ်တယ်ပြီးရနဲ့လိုအပ်တယ်မို့လိုချင်တယ်လိုအပ်ပါလေဒါတွေကနော်သူ့နေရာနဲ့သူပဲရှိတယ်လိုချင်တယ်မမှားဘူးဒါတွေကဒါမဲ့အဲ့ဒါပဲ focus ထားပြီးတော့ခင်ဗျားတာသမီအတွက်စုမတောင်းပေးနဲ့ဘလောက်ပဲချမ်းမာလာဘလောက်ပဲချမ်းသာလာပါစေဘလောက်ပဲကြွေဝလာပါစေဘလောက်ပဲဆန်ချမ်းသာဘလောက်ပဲနာမည်ကြီးဖြစ်လာပါစေနော်တန်ရှင်တော်ဝိညာဉ်တော်မရှိရင်တန်ရှင်တော်ဝိညာဉ်တော်မရှိဘူးဆိုရင်တော့ဖခင်နဲ့ဆက်သွယ်မရှိဘူးဆိုတော့ဒီအသက်ထာဝရအသက်ဆုံးရှုံးယုံပဲမကပဲနဲ့ဒီလောကမှာပါနော်လုံးဝခက်ခဲမှုနဲ့နော်ခက်ခဲမှုနဲ့နေမှာခက်ခဲမှုနဲ့ဆိုတဲ့နေရာမှာဒီအပြင်ပဒီငွေကြေးရေးဘက်မှာခက်ခဲမှုမဟုတ်ပဲအရင်စင်ပြနေတာပဲဒါပေမဲ့နှလုံးသားထဲမှာဟာတာကြီးနဲ့ဘဝကိုနေရတယ်နော်အဲ့လိုမျိုးဖြစ်မှာအဲ့ဒါကြောင့်စကြဝဠာပိုင်းဆိုင်နိုင်တော့မှကျွန်တော်တို့ရဲ့အသက်ဝိညာဉ်ဆုံးရှုံးရင်ဘယ်လိုနေမလဲနော်ကျွန်တော်တို့ရဲ့တာသမီတွေကိုစူတောင်းပေးရဆိုရင်လည်းစံစာနဲ့လိုက်အောင်ဘုရားသခင်ရဲ့အလိုတော်ရှိရင်အဲ့ဒါပေးပါတရားပေးပါသူ့အတွက်တာနဲ့လိုက်မယ်ဟွာနဲ့ဖြစ်မယ်ဒါပေမဲ့အလိုတော်ပြည့်စုံပါစေအလိုတော်တိုင်းဖြစ်ပါစေနော်ကျွန်တော်တာသမီအတွက်ဒီဟာလိုပေးတယ်ဒီဟာလိုပေးတယ်ဒါပေမဲ့ဖះအလိုတော်တိုင်းပဲဖြစ်ပါစေဆိုပြီးတော့အမြန်အနှံပြီးတော့ဆူတောင်းပေးဖို့လိုတယ်ပေါ့နော်လို့ကြော်ကြားမှုအဖြစ်မဟုတ်လို့ပေါ့အဲ့ဒါတွေအားလုံးကသူတို့ကိုဖြည့်ရှင်းနိုင်တယ်ဆိုရင်တော့ဖះလည်းမလို့တော့ပတ်စံသာရှာကြကြော်ကြားအောင်သာလုပ်ကြဒီယောဂါဟာကျွန်တော်တို့အသင်းတော်ထဲမှာကျွန်တော်တို့ရဲ့ဟလာယုံကြည်သူတွေကြားထဲမှာ virus လို့ပြန့်နှံ့ indeed yoga ပဲနော်ဒါyoga တခုပဲဒါကိုဘယ်သူတွေကဖြန့်ဖြူးလဲဆိုရင်အဲ့ဒီအရာကိုကြိုက်တဲ့တရားဟောဆရာတွေကဖြန့်ဖြူးနေကြတဲ့အခါမှာအဲ့ဒါကိုကြိုက်တဲ့ခရိယန်တွေကလည်းဝိုင်းပြီးမိထိုးအားပေးကြတဲ့အခါမှာအခုအသင်းတော်ဟာအစိတ်တက်လာတယ်ဆန္ဒပြောသလိုပေါ့နော်ကြံပိုင်ပြောသလိုပေါ့ရားနေတဲ့နာကုတ်ပေးနေတဲ့ကုတ်ပေးဖို့အတွက်ပဲလူတွေကဆရာတွေကိုနော်ဆရာတင်ပြီးတော့နေလာကြတော့မယ်ပေါ့နော်သူတို့ကြားနေတဲ့အရာကိုကျွန်မအောင်မြင်အောင်ဘလို့လဲတိုးတက်အောင်ပေါ့နော်ကျွန်မချောတယ်လှပတယ်ခန့်ညားတယ်ပြောပေးပါကျွန်မကောင်းကြီးရမယ်ပြောပေးပါကျွန်မအချစ်ခံရတယ်ပြောအမီးမဖြစ်စေဘူးကောင်းဖြစ်စေမယ်ပြောပြပါပါညာနော်အဲ့လိုမျိုးတွေအဲ့လိုမျိုးတွေကိုပြောပေးတဲ့ဆရာတွေကိုပဲလူတွေကနော်ချစ်ချင်းနဲ့ဆရာတင်ပြီးတော့ပတ်စံနဲ့အများကြီးပေးပြီးတော့ငွေပေးပြီးတော့နော် platform တွေတင်လာမှာသူတို့အဲ့လိုမျိုးနေလာကြတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာမှာဒီလိုပဲနော်ဒီဆရာတွေကဘာဖြစ်လို့တိုးတက်လာတယ်အောင်မြင်လာတယ်ဒီဆရာတွေဘာဖြစ်လို့နေရာကြီးရလာတယ်ဆိုရင်တော့ဘုရားကျောင်းတွေမှာ pulpit တွေမှာသူတို့တွေကနေရာဘာဖြစ်လို့ရလာကြတယ်လဲဆိုရင်တော့ယုံကြည်သူတွေပါဆိုလျက်ပင်ကျွန်တော်တို့တွေနော်ကျွန်တော်တို့ရဲ့ရားနေနောက်ကုတ်ပေးဖို့အတွက်ပဲကျွန်တော်တို့တွေကဆရာတွေလိုက်ရှာနေပြီးတော့ကျွန်တော်တို့တင်နေကျွန်တော်တို့တွေရဲ့အဖြစ်ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ဒီຢာတွေကို discernment ဖြစ်နိုင်အောင်ပေါ့နော်ဆရာကောင်းတွေအများကြီးရှိတယ်နော်ဆရာညနေတို့လည်းရှိတယ်နော်ပြီးတော့ကိုထွေးလည်းရှိတယ်ဆရာကောင်းတွေအများကြီးရှိတယ်ပေါ့နော်ဒီမှာဒီနိုင်ငံမှာဆိုတော့ USA မှာဆိုတော့ Paul Washer တို့နော်နာမည်ကြီးတို့လေ Paul Washer တို့John MacArthur တို့ဆိုတော့သူတို့တွေကဒီ Calvinistic ဖြစ်ပေမဲ့သူတို့တွင်တင်တဲ့အရာတွေကတွင်တင် use ရအများကြီးရှိတယ်သူတို့တွေဆရာနဲ့တကယ်တမတရားကြားဖို့အတွက်အများကြီးရှိတဲ့ဆရာတွေနော်ဒီနိုင်ငံမှာဆိုတော့ Michael Todd White Benny Hinn Connie Copeland Jesse Duplantis D Joel Osteen Joseph Prince ဒါတွေပဲ Bill Johnson ဒါတွေပဲလိုက်မထောင်နဲ့သူတို့တွေကရမ်းမှားနေတဲ့ဆရာတွေသူတို့တွေကနော်အဲဒါကြောင့်ကျွန်တော်ဆက်ကြည့်အောင်အဲ့တော့တင့်ကိုတင်ပြန်ပေးပါတမန်တရားအစစ်နဲ့စစ်မှန်နဲ့ဘုရားနီလန်တိုင်း
ယုံကြည်ခြင်းမှာသင်မြဲမြံစွာဆွဲလန်းနေသလားဒါမှမဟုတ်လောကအရာကိုဆွဲလန်းပြီးလောကအရာကိုပိုရချင်တဲ့စိတ်နဲ့ဖခင်ကိုကိုးကွယ်နေသလားဆိုတော့ကိုပြန်မေးပါအာမင်အာမင်ကိုပြန်မေးရမယ်ကိုပြန်ဆန်းစစ်ရမယ်ပေါ့နော်ကိုပြန်ဆန်းစစ်ရမယ်လောကအချိန်ဒီလောကအချိန်ကုန်ခဏီးလာလေဒီလိုပဲဖြစ်လာဖို့အတွက်ကကျွန်တော်တို့ဒီတည့်ရလူတွေတက်ကြတော့အဲ့ဒါအောပွဲမဟုတ်ဘူးအောဆရာမဟုတ်ဘူးဒါတွေဖြစ်လာမှာဒါမဲ့မအောပေမဲ့အောနေလို့ဟာဆိုပြီးတော့ reaction နဲ့အရင်ပေးနေတာမဟုတ်ပေမဲ့ဒီတရားမျိုးတွေဖြစ်လာမယ်ဆိုတော့မြင်လာတာနဲ့ဖြစ်လာပြီဆိုတော့မြင်လာတာနဲ့ပြောဖို့အခြေအနေပြောနိုင်ဖို့အခြေအနေတွေရှိလာတယ်ဆိုရင်တော့ပြောရမယ်ဒါတွေကိုနော်သူများတွေပြောပြရမယ်ဒီဆရာတွေကဒီလိုဖြစ်နေရဒီလိုတင်ချင်းတွေဒီလိုဖြစ်နေတယ်ဒါတွေကမဟုတ်ဘူးဘာညာဆိုပြီးတော့ပြောနိုင်မယ့်နေရာမှာရှိတဲ့သူတွေကရောက်တဲ့သူတွေကပြောပေးရမယ်နော်ကျွန်တော်တို့အဲ့ဒါကြောင့်ဗီဒီယိုတွေလုပ်ပေးနေခါစလေကျဟာတာတွေလိုပဲဖြစ်တယ်ဟာတာတွေလည်းလုပ်ပေးတယ်လို့မျိုးပုံစံဖြစ်သွားပြီဆိုတော့ဒီဆရာတွေကလေငုံကောက်ကနေချမ်းပိုက်တွေအလွယ်လွယ်တုံးနေရီးစရာကလေးကလားလှုပ်ပေးနေနော်ဝင်ရရမှာကျွန်တော်တို့ဒီဟွာရအောင်နော်ဒီအရင်ဟွာရအောင်ဒီဟွာတိုင်းပဲကိုယ့်ဟာနဲ့ကိုဟုတ်လှပြီးဟွာတိုင်းပဲမထင်နဲ့နော်စပားပြင်းနဲ့တူနေလို့ပဲကိုယ့်ကိုဟုတ်လှပြီးမထင်နဲ့နော်ဒီအမြဲတမ်းလူငွေပေးနေလို့အမြဲတမ်းဆူတောင်းနေအစားရှောင်းနေပါညာပေါ့အစားရှောင်းနေဆူတောင်းနေဘုရားကျောင်းပုံမှန်သွားတယ် prison worship မှာပါတယ်ဘုရားတို့ဒီဟာလုပ်တယ်လေပါညာအဲ့ဒါနဲ့ပဲကိုယ့်ကို comfort ပေးပြီးတော့နော်ဘုရားတရားဟုတ်ဘုရားသားသမီးဟုတ်လှပြီးထင်ပြီးတော့နော်အရန်ပြီးတော့မနေနဲ့နော်ဝိညာဉ်အတီးတွေကျွန်တော်တို့ကိုဘွားမှာလဲပြန်စမ်းစစ်ရအောင်ဝိညာဉ်အတီးတွေစိတ်ရှည်ခြင်းပါခြင်းဒါမှပေါ်ဝိညာဉ်အတီးတွေကျွန်တော်တို့အဲ့ဒါတွေတွားလေးလားအဲ့ဒါတွေတွားကြည့်ဒါမဟုတ်ရင်ဒီလူတယောက်ကလူတယောက်ကဒီတရှင်တော်ဝိညာဉ်တော်ကင်းဝတ်ပြီးကဲတင်ချင်းရပြီးဆိုတော့ regeneration ဆိုတာရှိတယ်ပေါ့နော် regeneration ဆိုတာရှိတယ်ပေါ့နော်ကျွန်တော်တို့လူဟောင်းနဲ့လူတိရှိတယ်ပေါ့နော်လူဟောင်းကလည်းလူတိဖြစ်ပြီးဆိုရင်တော့တရှင်တော်ဝိညာဉ်တော်ရှိတယ်ဆိုတော့ evidence တွေအထောက်အထားတွေရှိတယ်ပေါ့နော်အဲ့ဒါတွေကိုကြည့်ပြီးတော့အရင်တုန်းကတော့ဒီလိုနေလာခဲ့တယ်အခုဒီလိုအရင်တုန်းကတော့အရက်တောက်တယ်ခုရက်မတောက်တော့အဲ့လောက်နဲ့ပဲမရဘူးဒါကတော့အရက်ရှောင်တာတွေတော့ဒီကွင်းရှောင်တာ sales ရှောင်တာဒါတွေကတော့လောကလူတွေလုံနိုင်တယ်ဒါတွေကတော့အဲ့ဒီမှာပဲကြည်နေပြီးတော့ချိန်နှက်နေဖို့မဟုတ်ဘူးနော်ဘုရားကျောင်းပုံမှန်တွားလာတဲ့နေပဲအသက်နည်းနည်းကြီးလာတဲ့အမျှလူကြီးတွေဆိုအသက်နည်းနည်းကြီးလာတဲ့အမျှဟာဘုရားတရားကိုင်းဆိုင်တော့မယ်ဆိုပြီးတော့ပုံမှန်ဘုရားကျောင်းတွားလာတဲ့နေပဲကိုယ့်အကို comfort မလုပ်နဲ့နော်ပြန်ဆန်းစစ်နော်ဘာအပြောင်းလဲရှိတယ်ဘာအပြောင်းလဲရှိတယ်လေဒီတော့ကဘုရားတရားဖက်နဲ့ပတ်သက်လာရင်တော့တိတ်ပြီးတော့စိတ်မရှိဘူးအခုဆိုတော့ပိုစိတ်ရှိလာတယ်ဘာညာအပြောင်းလဲတချို့လူတွေဆိုတခါတည်းပြောင်းလဲသွားတယ်တစ်နှစ်တွင်းမှာတရက်တွင်းမှာတစ်ပတ်တွင်းမှာတစ်လတွင်းမှာတချို့တွေတွေ့ကြတော့နှစ်နဲ့ချီပြီးတော့ပြောင်းလဲမှုတွေအများနည်းနည်းစိတ်ရှိလာတယ်အဲ့တော့ပြန်စမ်းစစ်ပြန်မြင်ပြန်ကြည့်ပြီးတော့ကျွန်တော်တို့ဘဝတွေကိုဒီဘာလဲ discernment နဲ့ပေါ့နော် discernment နဲ့ပေါ့သက်ရှင်ဖို့အတွက်ပြောချင်တယ်နော်စပါးပြင်ဟွာလို့ပေါ့ခဏနေကြရင်တော့ဒီယေရှုကမတဲမှာလည်းရှိတယ်ပေါ့နော်ယေရှုစီရောက်တဲ့အချိန်မှာနောက်ကာလပြီးသွားတဲ့အချိန်ဒီဘဝပြီးသွားတဲ့အချိန်ယေရှုရှေ့မှာရောက်ပြီးတော့ဝင်မဲ့အချိန်ယေရှုဟာခမရဘာတူလဲကျွန်တော်အထင်မသိဘူးဆိုတော့ယေရှုနာမနဲ့ပဲကျွန်တော်ကလူနာတွေပပျောက်စေတယ်လူတည်ထားမြောက်စေတယ်ယေရှုနာမနဲ့ဟွာလို့ဒီဟာလို့ကျွန်တော်အမြဲဆူသားစားရှောင်းတယ် prison worship မှာလည်းပါတယ် mission လည်းလုပ်တယ်ယေရှုနာမတားတွေအကုန်လုံးလုပ်နေရလေယေရှုကနော်ခမရအထင်မသိဘူးဆိုပြီးတော့အပြောမခံရလေအောင်ပေါ့နော်ကိုအရင်စမ်းစစ်ဆရာကောင်းတွေကိုတွန်းဆရာကောင်းတွေကိုနားထောင်ဆရာဒေးဗစ်လာတို့ဆောင်းလင်းအောင်တို့ဟွာတို့ဖယ်ထားလိုက်သူတို့နားမထောင်နဲ့နော်ဒါသူတို့တွေကလောကလူတွေနောက်လောကစီးစိမ်တတ်မဲ့မှုလောကမကွန်ခံစားရဖို့အတွက်တတ်မဲ့မှုတွေနဲ့ပဲပြည်နေတဲ့လူတွေသူတို့တွေကနားထောင်ပါစေနော်သူတို့တွေကနားထောင်နေပါစေသူတို့တွေကဒါမဲ့တွားပြောရမယ်သူတို့တွေကိုလေဒါမဲ့လုံးဝမကြားချင်တဲ့လူတွေလုံးဝဒီဖက်ပြန်မလှည့်ချင်တဲ့လူတွေနော်ဘာမှလုပ်လို့မရဘူးဆူတောင်းပေးပြီးတော့တွားပြောပေးကလွဲလို့ဘာမှလုပ်ပေးလို့မရတော့လိုမျိုးပေါ့နော်အဲ့ဒါကြောင့်ဒီဗီဒီယိုလေးကျွန်တော်လုပ်ပေးနေတာဖြစ်တယ်ပေါ့နော်စမ်းစစ်ပါကိုစမ်းစစ်ပါဒီလိုမျိုးဆရာဒေးဗစ်လာတို့နဲ့ဆရာဒေးဗစ်လာတို့တွင်တင်ချင်းတွေနဲ့ပဲအရန်ဟွာနေတယ်အရန်ဘယ်လိုလဲဂျေနတ်နေတယ်နေ့တိုင်းလို့အဲ့ဒါနဲ့ပဲဂျေနတ်နေတယ်ဆိုရင်တော့
မဟုတ်တော့ဘူးနော်ကဲတမန်တရားကိုကြားဖို့အချိန်တင်ပြီပေါ့နော်ကဲဘာဖြစ်ဗီဒီယိုရှေ့သွားပြီဆိုတော့ကျမ်းစာတွေရောက်အစဉ်တိုင်းဖျားတခင်ကောင်းချီးပေးပါစေအာမင်